ပရိသတ်များအားလုံးကိုနှီးအော်ရီဝတ် channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ဖြိုကပရိသတ်များနားဆင်ဖို့အတွက်စာရေးသူဒေါင်းရေးသားထားတဲ့ဦးရဲ့အတုံးတော်ကန်ဆိုတဲ့ဇာတ်လမ်းလေးကိုအစအဆုံးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဇာတ်လမ်းလေးကိုဖြိုနဲ့တူတူလိုက်ပါပြီးတော့နားဆင်ပေးပါအောင်ရှင်။ဒီနေ့ကစပြီးမင်းဘဝငရဲကြတဲ့စိုးစေရမယ်။မင်းငါ့ကိုလှုပ်ခဲ့တာတဲ့အစပေါင်းများစွာပို့ပြီးနာကျင်စေရမယ်။မင်းဘဝရဲ့နေ့ရက်တိုင်းကစူးကင်းပေါ်မှာလမ်းလျှောက်ရတယ်လို့မျိုးနှလုံးသားကိုဓာတ်နဲ့အချက်ပေါင်းများစွာထိုးနှက်တယ်လို့ပဲမင်းနာကျင်စေရမယ်။ဒီနေ့ကစပြီးတော့မင်းဘဝငါလက်ထဲမှာပဲမင်းရကူးချင်ရစပြီးငါအတွက်နေရုပ်တရုပ်ပဲမင်းကငါတေသွားတာထက်ပိုတဲ့နာကျင်စရာတွေကိုမင်းအတွက်ငါပြင်ဆင်ထားပါတယ်။ဦးထင်းတယ်လို့မဟုတ်ရပါဘူး။ပျိုရှင်းပြတာကိုနားထောင်ပါအောင်ဦးရဲ့။ဦးထင်းတယ်လို့မဟုတ်ရပါဘူး။ပျိုလှုပ်ပေးပါနော်။ပျိုတောင်းမှန်ပါတယ်။ဦးပျိုလှုပ်ပေးပါပျိုတောင်းမှန်ပါတယ်။ဘာလဲ။မင်းကမင်းအလဲကြတော့ကြောက်နေရလား။မင်းလှုပ်ခဲ့တော့ကကြတော့ဘလို့မှမနေခဲ့ဘူးလား။အခုမှတော့မရတော့ဘူးနော်။နောက်ကျသွားပြီ။ဦးထင်းတယ်လို့မဟုတ်ရပါဘူး။ပျိုတောင်းမှန်ပါတယ်နော်။ဦးထင်းတယ်လို့မဟုတ်ရပါဘူး။ပျိုရှင်းပြတာနားထောင်ပါ။အာပျိုရောင်းရင်ကန်ရင်နဲ့ခခရာနဲ့တောင်းမှန်နေပေမဲ့တေးရောက်တန်းနေရဲ့နှကန်းပါးတွေဟာပြိုရဲ့လေတိုင်းရှိကိုနန်းဆိုင်လိုဖိကလိုက်တော့တယ်။ပြိုတောင်းမှန်ပါတယ်ပြိုလှုပ်ပေးပါတော့။သေးစွတ်တက်လာကနာကျင်မှုတွေကပြိုရဲ့ခန္ဓာကိုယ်တစ်ခုလုံးစိမ့်လွတ်ဆင်းသက်သွားတယ်။တေးရောက်တန်းတဲ့နှကန်းပါးဟာလေတိုင်းရှိကနေတဖြည်းဖြည်းအပေါ်တက်လို့သွားတော့ပန်းနွေရောင်တန်းရဲ့နှကန်းဖူးဖူးလေးကိုအားနဲ့ကြိုက်ချလိုက်တော့စူရှာတဲ့နာကျင်မှုကိုရင်စည်းလို့နူးညံ့တဲ့လက်လေးတွေဟာဖြိုဝင်းနေတဲ့မွေရာကိုကြစ်ကြစ်ပါအောင်ဆုပ်ကင်ထားလို့နာကျင်မှုတွေဟာအထွတ်ထိပ်ကိုရောက်နေပြီ။ပန်းနွေရောင်နှကန်းဖူးဖူးလေးကိုကြမ်းတမ်းတဲ့အနမ်းဆုပ်ချက်တွေမှပြုတ်အတွက်တော့နာကျင်စရာမိုးတွေဟာနှလုံးသားတွေတပေါက်ပြီးတပေါက်ရွာချနေသလိုအလွန်ပင်နာကျင်ခဲ့ရတယ်။ပြိုရဲ့လက်ကိုဖိချုပ်ထားတဲ့အချိန်မှာလက်ကောင်းဝိတွေရဲတက်လာသလိုပင်နာကျင်နေပြီဖြစ်တယ်။ပြုံးမြဝန်းထဲမှာမျက်ဝန်းထဲမှာမျက်ရည်တွေဟာအထင်းအကုန်းမရှိရလီအောင်ကြာဆင်းနေခဲ့ပြီးနာကျင်မှုတွေဟာအထင်းကိုမဲနေခဲ့တော့တယ်။ဦးရဲ့ပြိုအပြစ်ကင်းကြောင်ဘလို့ရှင်းပြရမှာလဲ။ဦးရဲ့အမုန်းတွေဟာပြိုရဲ့နှလုံးသားတွေကိုဓားကျွနဲ့တစ်ချက်ပြီးတစ်ချက်ဆက်ဝင်နေတယ်လို့နာကျင်နေရပါပြီဦးရဲ့ပြိုလိုချင်ခဲ့တဲ့ပြိုအိမ်မက်မက်ခဲ့တဲ့ပြိုတောင်းတခဲ့မိရဲ့မင်္ဂလာဦးညကဒီလိုမျိုးမဟုတ်ခဲ့ဘူးလေ။အခုတော့ပြိုရဲ့ပထမဆုံးမင်္ဂလာဦးညကိုမျက်ရည်မိုးရီနဲ့သာဖြတ်တန်းခဲ့ရတော့တဲ့ဦးရဲ့ဦးအရန်ရက်ဆက်တာပဲတသက်မှာတခါကြုံရတဲ့အမရာပြိုရဲ့မင်္ဂလာဦးညမှာပျော်ရွှင်စရာဖြစ်မယ်လို့ထင်ခဲ့မိရဲ့ပြိုတယောက်မင်းအာနာရဲ့ရက်ဆက်ကြမ်းကြုတ်မှုအောက်မှာနာကျင်စရာတွေကိုရှင်ဝယ်ပိုက်ရတဲ့အခါမျက်ရည်တွေဟာထိန်ချုပ်လို့မရနာကျင်မှုတွေမှာခါးစီးခံလို့ပြိုဘဝမှာဒီလိုမင်္ဂလာဦးညကိုဖျက်တမ်းရှာမယ်လို့တခါမှစိတ်ကူးတော်မရှင်ကြည့်ခဲ့မိပြိုအိမ်မက်ထဲကမင်္ဂလာဦးညနဲ့ပြိုကြုံရတဲ့မင်္ဂလာဦးညဟာစိတ်ကူးနဲ့တောင်မတွေးရဲစရာမလို့ပြိုရဲ့နှလုံးသားတွေအစိမ့်စိမ့်မွာမွာဖြစ်ရလောက်အောင်နာကျင်ခဲ့ရတော့တယ်။မင်္ဂလာဆောင်မတိုင်မီတရက်အလိုအာအမေပြိုတောင်းမှန်ပါတယ်။ပြိုမသိရဲ့လူတယောက်ကိုလက်မထပ်ပြရစေနဲ့။ဒေါခင်သူစားရဲ့ရိုက်ချက်တွေအောင်ပြိုလဲပြိုလို့အနုအညွန့်လဲတောင်းနေပေမဲ့နှိမ့်ဆက်မှုရဲ့အောက်မှာအလိုလဲခံရင်နဲ့နေရငါစကားလွန်ဆန်ခြင်းနဲ့ပေါ့။လွန်ဆန်ခြင်းဟာလွန်ဆန်ခြင်းအမေပြိုတောင်းမှန်ပါတယ်။ငါသူ့ကိုလက်ထပ်လိုက်ဆိုရင်လက်ထပ်လိုက်ပေါ့။နေ့မှဘာမှပြန်ပြောပိုင်ခွင့်မရှိဘူး။ပြိုတောင်းမှန်ပါတယ်။ပြိုမသိရဲ့လူတယောက်ကိုပြိုလက်မထပ်ပြရစေနဲ့နော်။နောက်ပြီးတော့ဒီကိစ္စကိုပြိုလုပ်တာမဟုတ်ဘူးလေ။အမားလုပ်တာလေ။ပြိုကဘာလို့သူ့အစားခံပေးရမှာလဲ။နင်းနဲ့သူနေရာတူလို့လား။ငါသမီးကလောက်တယ်မှန်းနဲ့။ဒါပေမဲ့ငါသမီးကိုရွှေပေါ်များတင်ထားတဲ့သူကိုအဲ့လိုလူကိုလူမန်းမသိကလေးစားချေချင်နေတဲ့လူရဲ့လက်ထဲထည့်ပေးရမှာလားထည့်ခြင်းတဲ့နှင့်လို့ဘာတန်ဖိုးမှမရှိတဲ့သူပဲထည့်ပေးမှာပေါ့နင်းနဲ့နေ့အမရုပ်ချင်းခွဲမြောင်တူတာမလို့ငါသမီးလှုပ်ထားပေမဲ့နေ့ကိုထည့်ပေးလိုက်လေသူခွဲကြတယ်မှာမဟုတ်ဘူးအဲ့တော့နင်သူ့ကိုလက်ထက်ရမယ်နင်းမှဘာမှပြောပိုင်ခွင့်မရှိဘူးအမရာပြောငါသမီးအမရာမုန်းကိုတော့သူ့ရဲ့လက်ထဲကိုအပမခံနိုင်ဘူးအဲ့လူကငါသမီးကိုနှိပ်စက်မှသိသိချင်းနဲ့ထည့်ပေးရလောက်အောင်ငါယူနေရမဟုတ်ဘူးအဲ့တော့နင်သူ့ကိုလက်ထက်ရမယ်အဲ့လိုပဲသိထားပြင်စင်တော့နင်းလိုကောင်းမအများငါနဲ့ရှင်ကျင်သေးတယ်
ငါလောက်ခဲ့ရမှန်နဲ့အဲ့တော့ဘာဖြစ်လဲငါလောက်ခဲ့တဲ့ဟာကိုနင်ကဆက်ပြီးတာဝန်ယူရမယ်ဆိုတာနင့်ကောင်းထဲမှာထည့်ထားအဲမင်းအာနာဆွဲလို့လက်ထက်ပြီးသူ့ရဲ့အမုန်းတွေသူ့ရဲ့နှိပ်စက်မှုတွေကိုနင်ကအစာကောင်းကောင်းကြီးခန်းစားကြည့်လိုက်ပါဘာလို့လဲမမနဲ့ပြူကဘာတွေများကြွားချလို့လဲပြို့ဆိုဘာလို့ဒီလိုဆက်ဆံကြတာလဲပြောပါအောင်အမေပြိုနဲ့မမနဲ့ကဘာတွေကြွားလို့လဲရင်ပြို့ဆိုဘာလို့ဒီလိုဆက်ဆံကြတာလဲပြို့ကဘာအမားတွေလုပ်မိလို့လဲပြို့ပြောရင်မျက်ရည်တွေဟာရေစည်းကမ်းပြိုလိုက်ခဲ့တယ်နင်းနဲ့သူနဲ့ဘာကွာလဲဟုတ်လားနင်ကဂျိုးကောင်းမလေငါတို့အိမ်ကိုမျိုးမျိုးဒုက္ခပြီးရဲ့ကောင်းမနင်းကြောင့်ငါယောက်ျားတေးခဲ့ရတာနင်ငယ်ငယ်တုန်းကမင်းကိုကဲဖို့ပင်လယ်ထဲကိုဆင်းသွားရတာသူ့အသက်ပါပေးလိုက်ရတယ်နင်အဲ့တည်းကပင်လယ်ထဲပြုတ်ကျပြီးတေးခဲ့ရမှာဘာလို့ငါယောက်ျားအသက်ကိုယူသွားရလဲ तू ကနင့်ကိုကဲရင်းနဲ့တေသွားရတာအဲ့ဒါကိုငါနင့်ကိုချစ်နေရမှာလားယူရနေရမှာလားနင်ကငါအမုန်းဆုံးပဲအဲ့တော့ဒီမင်္ဂလာပွဲကိုမင်းလက်ကိုလက်ထက်ရမယ်မင်းမငင်းပိုင်ခွင့်မရှိဘူးမြင်မြန်မှတ်ထားဒါသမီးသွားမယ်ဒေါခင်သူစာသမီးအကြီးဖြစ်သူအမရာမုံကိုခေါ်ပြီးတော့ထွက်သွားခဲ့တယ်အဲ့တုန်းကပြုတ်အသက်ကတစ်နှစ်ပဲရှိသေးရလေပြိုနားမလဲတဲ့အရွယ်မှာဖြစ်သွားတာ哦အမေတို့တွေကပြုတ်ခွင့်မလို့နိုင်ကြဘူးလားအဲ့ဒါဆိုလဲပြုတ်ဘာလို့ကဲကြသေးလဲဒီတိုင်းတေလဲတေပါစီထားခဲ့လိုက်ပါတော့လားပြိုအိမ်ညာမှာပြိုလဲရင်ဝမ်းထဲမှုအပြည့်နဲ့အော်ဟစ်လို့နေခဲ့တော့တယ်ထဆန်းအိုးဥပြို့လွတ်ပါရောင်နေလေးမလင့်တလင့်အချိန်လေးမှာအိပ်ပျော်နေရဲ့ပြို့လက်မောင်းတစ်ဖက်ကိုအတင်းဆွဲထူလိုက်တဲ့ဦးကြောင့်ပြို့လန့်ဖြန့်သွားရတယ်မိမတယောက်ဖြစ်ပြီးအိမ်မှုကိစ္စတွေလုပ်ရမယ်ဆိုတာမင်းနားမလဲဘူးလားဘိုးကျင်ထဆန်းပြိုးလက်ကိုအားနဲ့ဖိပြီးစုပ်ကန်ကစောင့်ဆွဲလိုက်ကတွန်းချလိုက်တော့ကျမ်းမြေဘော်ကိုပြိုလဲသွားခဲ့ရတယ်ငါဖုန်တစ်ဆက်ကြံတာမမြင်ကျုံတော့တကယ်လို့မပြောင်းတာမျိုးငါတွေးလို့ရတော့ဖုန်ရှိသလောက်မင်းရဲ့အသားတွေတစားစီဖြစ်သွားစေရမယ်တအိမ်လုံးပြောင်းလဲနေရကိုပဲငါမြင်ကျင်တယ်ကြားတယ်နော်ဟုတ်ကဲ့ပါဦးဩဒါနဲ့နေရောမင်းအိမ်တန်ရှင်းတွေလုပ်ပြီးငါအတွက်မနေ့စာပြင်ထားဟုတ်ကဲ့ပါဦးပြိုအစင်းသင့်ပြင်ထားပေးပါမယ်အခုမြင်မြန်သွားလို့ငါရှက်မြန်ထွက်သွားဟုတ်ကဲ့ဦးရဲ့စကားတန်ကြောင့်ပြိုထိတ်လန့်တုန်လှုပ်လို့တွားခဲ့ရကအဲ့ညလေးမှာအမြန်လေးထသွားခဲ့တယ်မနဲ့ဝေလီဝေလင်းရဲ့အလင်းရအောင်မှာအိမ်တန်ရှင်းလုံရင်းနဲ့မျက်ဝန်းမမျက်ရည်တွေကလည်းထိတ်မရခဲ့ပြီဦးရဲ့ပြိုအဲ့လောက်တောင်ပဲမုန်းတာလားပြိုမမဘာအမားလုပ်ခဲ့ရဆိုတာသိချာမသိပေမဲ့ပြိုပေးဆက်နိုင်တဲ့လောက်တော့ပြိုပေးဆက်သွားမှာပါဒါပြိုမမအတွက်လှုပ်ပေးနိုင်တဲ့အရာပဲမမေနဲ့မမတနေ့တော့ပြို့ချစ်လာမှာပါပြို့သူတို့ဘလောက်မုံပြို့သူတို့ချစ်တယ်ပြို့ဘက်ကပေးဆက်နိုင်တဲ့လောက်ပေးဆက်သွားမှာပါမမပေါ်ထားတဲ့ဦးရဲ့အမုန်းတွေလေပြို့အပေါ်ပုံပေးပြီးရင်ဦးကျင်နဲ့ပါတော့နော်ဦးပေးသမျှအမုန်းတွေကိုပြို့ကြီးနဲ့ကြီးခံယူပါမယ်ဦးရဲ့ပြို့မင်းအခုကျင်လာခဲ့စမ်းရှင်းဦးလာပါပြီပြို့ဦးစီကိုရောက်တဲ့အချိန်မှာပဲပြို့ခန္ဓာကိုယ်ပေါ်ကိုရုတ်တရက်ရောက်ရှိလာကပူလောင်နေတဲ့ကော်ဖီတွေပင်ပြို့မှာပူလွန်လို့မျက်ရည်တွေကတပေါက်ပေါက်နဲ့ကျပြန်နေပြို့ရဲ့နုနေတဲ့လက်မောင်းတွေမှာအပူလောင်မှုကြောင့်ရဲတက်လာတဲ့အသားနုနုဖက်ဖက်လေးရေပြားတွေဟာအဖက်လန်လာကအလွန်ပင်နာကျင်ခဲ့ကပြို့ရဲ့ဘိုးသားလိုနူးညံ့တဲ့ဆန်တွေကိုလန်ပြီးစောင့်ဆွဲလိုက်တော့အာပြို့လှုပ်ပေးပါပြို့တောင်းမှန်ပါတယ်ကော်ဖီကဒီလောက်ချိုရဲနေတာဘလို့ဖြော်ထားရလဲမင်းဒီလောက်တောင်အဆောက်သုံးမကြောက်လားပြို့မားပါပြီဦးရဲ့ပြို့မသိလို့ပါနော်ပြို့လှုပ်ပေးပါတော့နော်ပြို့အရမ်းနာနေပြီမို့ပြို့တောင်းမှန်ပါတယ်မင်းကအသားနာမှာကြတော့ကြောက်တယ်ဟုတ်လားမင်းလောက်တဲ့အလုပ်တွေရောအချိုးပြေလို့လားဦးကပြောရင်းနဲ့ဦးရဲ့လက်ဝါးတစ်စုံဟာပြို့ရဲ့ပါးနုနုလေးအပေါ်ကြာရောက်လာတော့နာကျင်နေတဲ့ဒဏ်ရာတွေဟာထပ်ပြီးနာကျင်ခဲ့ရတော့တယ်ပြို့မားပါပြီဦးရဲ့ပြို့နောက်ထပ်မဖြစ်စေရတော့ပါဘူးနော်ပြို့တောင်းမှန်ပါတယ်နောက်တစ်ခါမဖြစ်စေရပါဘူးပြို့ခွင့်လွှတ်ပေးပါနော်ဦးမင်းကိုနောင်ကျင်သွားအောင်ငါလှုပ်ပြမယ်ဦးရဲ့စကားဆုံးမှာပြို့ထိတ်လန့်သွားခဲ့တယ်ဦးရဲ့လက်တစ်ဖက်ကကော်ဖီဖြော်ထားတဲ့ရင်နွေးခရအိုးကိုဆွဲလိုက်တော့မလှုပ်ပါနဲ့ပြို့တောင်းမှန်ပါတယ်အနုညွတ်ပြို့ခွင့်လွှတ်ပေးပါနော်နောက်တစ်ခါမဖြစ်စေရပါဘူးပြို့ခွင့်လွှတ်ပေးပါပြို့စကလုံးလေးမစုံသေးခင်မှာပူလောင်နေတဲ့ကော်ဖီတွေဟာပြို့ပခုံးပေါ်မှာခန္ဓာကိုယ်ပေါ်ကိုစိန်ဆင်းလို့သွားခဲ့တဲ့အတိုင်းပူလောင်နာကျင်မှုတွေနဲ့အတူစီမျောသွားတော့စူးရှားတဲ့နာကျင်မှုဟာပြို့ထိန်ချုပ်လို့မရခဲ့ပြီပြို့တောင်းမှန်ပါတယ်ပြို့ဒီတစ်ခါတော့ခွင့်လွှတ်ပေးပါနော်
ပြိုမှားပါပြီပြိုအရန်ပူနေပြီပြိုအမားလေးသိပါပြီနောက်မဖြစ်စေရပါဘူးဦးရဲ့ပြိုတောင်းမှတ်မာရင်တော့အနုညွတ်တောင်းမှတ်ပါတယ်အခုမင်းခံရတာကိုမင်းမြတ်မှတ်ထားနောက်တစ်ခါအဲ့လိုထပ်ပြီးမင်းတိထက်နာစေရမယ်ဟုတ်ကဲ့ပါဦးပြိုသိပါပြီဦးဆွဲထားတဲ့ပြိုရဲ့သပင်ကိုစောင့်ဆွဲချလိုက်တော့ပြိုအဲ့နေရာမှာပင်ဘုံဘုံလဲသွားခဲ့ရတော့တယ်အဲ့နေရာမှာပြိုရဲ့နာကျင်မှုတွေကိုလက်ကိုတင်တင်ဆုပ်လို့နှကမ်းပေါက်ကိုဖိကိုက်လို့စိတ်ခံနေရတော့တယ်ညနေ9 နာရီဦးကုမ္ပဏီကပြန်လာခဲ့ပြီးဦးရဲ့မျက်နှာထားကတိတ်ပြီးမကြည်လင်တာပြိုတတိထားမိခဲ့တယ်ငါအတွက်ဝိုင်အခန်းထဲရောက်ဝိုင်ပလင်းယူပြီးငါအခန်းထဲလာပို့ဟုတ်ကဲ့ဦးကတော့ပြို့တစ်ချက်တောင်မကြည့်တန်းပြီးအခန်းထဲဝင်သွားတာကတကားဆောင်ပိတ်လိုက်တော့ပြို့ရင်ထဲမှာထိတ်သွားခဲ့ရတယ်ဦးပြို့ဝင်လာပြီနော်အတန်ကြောင့်ဦးလဲကြည့်ရောဦးရဲ့ဒေါသကအထောထိတ်ရောက်နေပြီးပြိုတတိထားမိလိုက်တယ်ဦးပြိုတမင်လုပ်တာမဟုတ်ပါဘူးမတော်တဆဖြစ်သွားပါအဲ့ဒီမတော်တဆဆွဲစကားငါမကြားချင်ဘူးအဲ့ဒါတခုလုံးပြုတ်ကြရအောင်မင်းလက်ကကျိုးနေလို့လားပြိုဝင်လာတော့မှတကယ်မကြီးရဲ့ဘောင်ကိုခလုတ်တိုက်မိကလက်ထဲကဝိုင်ပလင်းနဲ့ဝိုင်ခွဲဟာမြေပြင်ပေါ်ကိုကျကွဲသွားတော့တယ်ငကိုကဒေါသအရိပ်ရောင်ထင်းဟန်နေတဲ့ဦးပြို့ပေါ်ပုံကြလို့လာခဲ့တော့တယ်ပြို့တကယ်မတော်တဆတိုက်မိသွားလို့ပါပြို့တကယ်မယူရပါဘူးဦးရဲ့ပြို့အသေးထပ်ပြင်ပေးပါမယ်မင်းအခုအဲ့မှာရက်နေအဲ့ဒီဝိုင်ဘလောက်တန်မိုးကြီးရဲ့ဆိုတာမင်းသိလားအဲ့တော့အဲ့တန်မိုးတိုင်းမင်းပြန်ပေးဆက်ရမယ်မင်းအဲ့ဒီဝိုင်ပလင်းခွဲတွေပေါ်ကနေငါရှိကိုတက်တက်လျှောက်လာခဲ့အဲ့ဒါမင်းကိုပေးတဲ့ပြစ်ဒဏ်ပဲရှင်ဦးဘာကြောင်ကြည့်နေရလဲငါပြောတာမင်းမကြောက်လားမဟုတ်ပါဘူးဦးဘာမဟုတ်တာလဲအခုအဲ့ဒီဖန်စားတွေပေါ်ကနေလျှောက်လာခဲ့ဦးရဲ့အမိတ်ဆန်ဆန်စကားကြောင့်ပြို့မှာမျက်လုံးလေးဝိုင်းလျက်ကြောက်လန့်နေမိရဲ့ပြို့မလျှောက်ပြရစေနဲ့ဦးဘာဦးပြို့ပေါ်လုံနေရလူသားမဆန်လိုက်တာဦးရဲ့ပြို့မလျှောက်ပြရစေနဲ့နော်တောင်လုံနေတဲ့ခန္ဓာကိုယ်လေးဟာတက်ဆက်ဆက်နဲ့အတန်တွေကပင်ထစ်လို့တိမ်ဝင်နေရဲ့ပြို့စကားလေးအစုံမှာအိုးရဲ့မျက်နှာထားကတဲမာလေးရဲ့ပြို့ကိုရန်သူကြီးတယောက်လိုစိုက်ကြည့်နေရဲ့မင်းကငါစကားကိုဖိစံတာလားဟမ်မဟုတ်ပါဘူးဦးရဲ့ဦးပြောနေရစကားမှမဟုတ်တာအမိတ်ပေးနေရအောင်အေးဟုတ်တယ်ငါမင်းကိုအမိတ်ပေးနေရငါစကားငါအမိတ်တွေကိုမင်းမဖိစံခွင့်မရှိဘူးဦးရဲ့လေတံမမာတို့ထွက်ကြလာတဲ့နှကန်းလွာကိုပြို့အဝေးမှအေးကြေးနေမိရဲ့ဦးဘာလို့ပြို့လူသားတယောက်လိုမမြင်ရတာလဲပြို့လဲလူပါဆက်ရုံမဟုတ်ဘူးငါကျင်တတ်တယ်ခံစားတတ်တယ်အဲ့ဒါဦးသိရလားသိမခံနိုင်တဲ့အစုံအင်ဂျီစာကိုကြက်လစ်စွာစုပ်ကရင်မျက်လုံးကိုစုံမိတ်ကပြောထွက်လာတဲ့စကားလုံးတွေမသိဘူးသိလဲမသိချင်ဘူးမင်းကတခြားလူရဲ့မျက်လုံးထဲမှာလူသားတယောက်ဖြစ်ချင်ဖြစ်ပေမဲ့ငါမျက်လုံးထဲမှာတော့ငါရဲ့အိမ်မွေခွေးတစ်ကောင်ပဲမင်းရှောက်မလားမရှောက်လားအကိုချက်ချင်းရှောက်လာစမ်းဟဲ့ပြို့မရှောက်ပြစင်နဲ့ဦးမလုပ်ပြစင်နဲ့ဦးရဲ့ပြို့တောင်းမှန်ပါတယ်ပြို့မလုပ်နိုင်လို့ပါမင်းကမရှောက်နိုင်ဘူးပေါ့ရတယ်လေအဲ့ဒါဆိုမင်းနဲ့ငါကွာရှင်းရမယ်မင်းရှောက်လာမလားကွာရှင်းမလားဆိုတာကြိုက်တာရွေးအေးကွာရှင်းရင်တော့ရိုးတော့မရအောင်နော်မင်းကရော်ကြီး3000ပေးရမယ်မင်းကြိုက်တဲ့လမ်းကိုရွှေ့ပြို့ရဲ့ခန္ဓာပေါ်လွှမ်းကြုံထားတဲ့ကောင်လေးကိုကြစ်ပါအောင်စုပ်ကင်လို့မျက်ရည်တွေဟာမြေပြင်ပေါ်ကိုယိုစီးဆင်းလို့အေးရဲ့ဦးရဲ့ပြို့ပေါ်မှာဘာလို့ဒီလောက်တောင်ရက်ဆက်ရတာလဲပြို့ထွင်းထုထားတဲ့ရုပ်သေးရုပ်တရုပ်လိုပြုတ်မှုခံနေရပေမယ့်ပြုတ်မှာနာကျင်တတ်တဲ့နှလုံးသားရှိနေသူတယောက်ဖို့အသံနှလုံးတွေတစားစီဖဲချွေခံနေရသလိုစုပ်ပြက်နေပါပြီဦးရဲ့ဦးမို့ဒီစကားပြောထွက်တယ်ပြုတ်မှာပေးစရာ3000မပြောနဲ့လက်ထဲမှာ100တန်ဦးတော်မမေရရကင်ခဲ့ရသူမဟုတ်ပါဘူးငယ်လေးကကြွေးတာစားထားရမှာနေခဲ့ရတဲ့ဘဝပါဦးရဲ့အခုတော့ပြိုရွေးချက်စရာမရှိတော့မှတော့ဦးဖြစ်စေခြင်းနဲ့အတိုင်းပြိုလုပ်ပေးပါမယ်ပြိုအံကိုကျပြီးခြေတန်းတွေဟာဖန်ခွဲစားတွေပေါ်ကိုလှမ်းလို့ဖြာထွက်လာတဲ့သွေးဟာဖြန့်ဖြန့်ဝေလို့နေရင်မျက်ဝန်းမအေးအေးနဲ့သွေးတွေရောနှောလို့နာကျင်စရာတွေဟာလည်းအတူမျောပါလို့အေးခဲ့တယ်ဒီလိုမှပေါ့မင်းမြတ်မှတ်ထားနော်ငါအိမ်မှာနေငါစာကိုအံ့ရမယ်နောက်တစ်ခါမင်းအလုပ်ကိုတေချာမလုပ်ရင်ဒီထက်ပိုဆိုးမယ်ဆိုတာမြတ်မှတ်ထားငါရှိရနေအခုတစ်ချိန်ထွက်သွားမင်းကငါမမြင်ချင်ဘူးမင်းရဲ့ယွန်စရာကောင်းတဲ့သွေးတွေရောတခါတည်းတန်ရှင်းလှုပ်သွားအော်ဂလီဆန်လို့ဟုတ်ကဲ့ပါဦးပြောရင်တွေတန်ဆူချောင်းကိုတူနဲ့ရိုက်ထွင်းထားသလိုနာကျင်နေရပြီးဒါပေမဲ့မပူပါနဲ့ပြို့တဘဝလုံး
ပေးဆက်နိုင်သလောက်ပေးဆက်သွားမယ်အရာရာကိုအိုးစိတ်တိုင်းကြားဖြစ်စေရမယ်ပြိုမင်းအခုချက်ချင်းလာခဲ့စမ်းလာပါပြီဦးမင်းရဲ့မျက်စိကကန်းနေရလားဒါပါရီလည်းကြည့်စမ်းတောင်းမှန်ပါတယ်ဦးပြိုအခုပဲတုတ်ပေးပါမယ်ပြိုရဲ့ခန္ဓာကိုယ်ပေါ်ဖက်နဲ့စီလီယက်နဲ့ခြေထောက်ကိုတင်လိုက်တော့ပြောင်အောင်တုတ်ဖက်နဲ့မှာဖုံလေးမင်းရဲ့မျက်စိကမြင်လားဟုတ်ဦးပြိုတည်တည်ချာချာပုတ်တိုက်လို့ပြီးပါပြီဦးမင်းကငေါ့ဟာတာလာလို့နေရလားဦးပြို့ဘာလို့ရိုက်တာလဲပြို့ရဲ့ပါနုနုလေးပေါ့အရှိန်အားပြင်းစွာကျလာတဲ့လက်ဝါးတက်ချေမင်းမသိလို့မေးတာလားမင်းတောက်ထားတဲ့ဟာကိုကြည့်စမ်းတောက်ပြောင်နေသလားဆိုတာမင်းရဲ့လက်တော်ဒီထက်ပိုပြီးတင်းလို့မရတော့ဘူးလားမင်းလှုပ်လိုက်တဲ့အလုပ်တိုင်းဟာဘယ်နေရာမှအသုံးမကျဘူးငါမင်းကိုဘယ်နေရာမှာသွားသုံးစားရမလဲအိမ်မှာအမိုက်တောင်မင်းထက်တောင်အောင်ပဲမင်းကအဲ့အမိုက်တော့တောင်တမိုးမရှိဘူးဆန်ရွယ်နုနုလေးကိုစောင့်ဆွဲထားခဲ့တော့အာအိုးနာတယ်တုတ်ပြောင်အောင်တုတ်မင်းပြောင်လဲအောင်မတုတ်လို့ငါနဲ့တွေ့မယ်ဟုတ်ကဲ့ပါပြိုပြောင်အောင်တုတ်ပါမယ်ပြိုရှိသမျှအားနဲ့ဖိတိုက်ပြီးရင်အမြဲထိမရခဲ့တဲ့အဲ့ရည်တွေကတခါတဖန်ပြန်လို့စီးကြလာရပြန်တယ်အားနဲ့တွန်းလဲလိုက်မှုကြောင့်ပြိုလဲကိုထောက်လျက်လဲကျသွားခဲ့ပြီးလက်ကိုအရှိန်နဲ့ထောက်လိုက်ရတာကြောင့်လက်ဝါးနုနုလေးတွေကနာကျင်မှုတွေစူးကနေစိတ်ဝင်သွားခဲ့ရတယ်ဘာလို့အတုံးကိုမကြောက်ဦးဟာဒေါသတကြီးနဲ့ထွက်သွားခဲ့ပြီးမျက်ရည်တွေပြေးရှံနေလို့မှုံရီဝေနေတဲ့ဝေဝေဝါးဝါပုံရိပ်နဲ့ဦးရဲ့အောက်ကျောပြင်ကိုကြီးလို့ကြံနေခဲ့တော့တယ်ပြိုချမ်းထဲမှာအမိုက်တွေတပြက်စီးနဲ့လဲပြီးတန်ရှင်းလုံးနေခဲ့တယ်နေပူပူကြားမှာကျွေးတွေပပေါက်နဲ့ကြာနေအောင်ပင်ပန်းနေပြီမဲ့နားလို့မရပဲဆက်လုံးနေခဲ့ရတယ်ပြိုပန်းအိုးလေးတအိုးကိုမှာပြီးရွှေ့လိုက်ချိန်ဟင်သွားပြီပန်းအိုးလေးကကွဲသွားပြီဦးဒေါသထွက်တော့မှာပဲပြိုရဲ့စကားတန်လေးဆုံးသွားတာနဲ့ဒေါသလီတန်နဲ့ခေါ်တန်ကြလိုက်ရတော့ပြိုတုန်လှုပ်သွားခဲ့တယ်ပြိုမင်းဘယ်လိုလုပ်လိုက်တာလဲမင်းရဲ့လက်ကကျိုးနေလို့လားပြိုမတော်တဆလွတ်ကျသွားလို့ပါဦးပြိုတောင်းမှန်ပါတယ်ဘာမတော်တဆဟုတ်လားမင်းလှုပ်လိုက်တာလေအခုငါ့ရဲ့ပန်ကိုကွဲသွားပြီမင်းကဘာလို့အရာရာတိုင်းကိုအသုံးမကျတာလဲပြိုတောင်းမှန်ပါတယ်ဦးပြိုတကယ်မရည်ရွယ်ပါဘူးပြိုတမင်တကာလုပ်တာမဟုတ်ပါဘူးအခုငါ့ပန်ကကွဲသွားပြီမင်းဘယ်လိုပြန်လှုပ်ပေးမှာလဲမင်းငါ့ကိုပြောလေမင်းဘယ်လိုပြန်လှုပ်ပေးမှာလဲလို့အိုးလွတ်ပါပြိုအသက်ရှူကျက်နေပြီပြိုလှုပ်ပေးပါဦးကပြောရင်းနဲ့ဒေါသမီးကတဟုန်ဟုန်တောင်းလောင်တော့ပြိုးလေပင်ကိုဆွဲညစ်လို့နေခဲ့တယ်ပြိုလှုပ်ပေးပါတော့ဦးပြိုအထက်ထက်ပြောတော့မှလှုပ်ချလိုက်တော့အဲ့ဒီနေရာတွေမှာလဲကျလို့သွားခဲ့တဲ့ပြိုမင်းဒီအတွက်ပြန်ပေးဆက်ရမယ်ဦးပြောလို့အပြီးမှာခြံနောက်ကနေဆွဲယူလာတဲ့ပန်းအိုးအဲ့ဒီပန်းအိုးမှာရှိတဲ့နှင်းစီပင်မှာလွမ်းချောက်ခဲ့ပြီးတင်နေရအတော်ကြာပြီဖြစ်တဲ့အပင်တပင်မင်းဒီပန်းအိုးရတစ်ပင်ကိုအသက်ပြန်ရှင်အောင်မင်းပြိုးထောင်ရမယ်ရှင်ဥဒါကမင်းစီကငါဘာစင်ကြေးမှမကြားချင်ဘူးအရေးကြီးတာမင်းဒီနှင်းစီပင်ကိုအသက်ပြန်ရှင်ဘယ်လိုလုပ်ရမယ်ဆိုတာပဲမင်းစဉ်းစားထားအေးတကယ်လို့မရှင်လာဘူးဆိုရင်တော့မင်းကိုအရှင်လည်းမြေမြုပ်ပစ်မယ်ဆိုတာမင်းကောင်းတွေကိုရိုက်ထည့်ထားလိုက်ရင်ပို့အဆင်ပြေမယ်ရှင်ဦးရဲ့စကလုံးလေးနှုတ်ဖျားကချွေချလို့ထွက်သွားတော့ပြိုနှင်းစီပန်းကိုဘယ်လိုရှင်အောင်စိုက်ရမလဲဆိုတဲ့အတွေးတွေနဲ့တုံလုံးခြောက်ချမှုတွေကပြို့အချိန်ချင်းခါခါတက်နေခဲ့ပြီးဖြစ်တယ်ည12နာရီဦးပြစ်မလာသေးရမလို့ပြိုအိမ်ပေါက်ဝမှာထက်ကတလဲလဲလျှောက်လို့ခြံပေါက်ဝကိုမျက်လုံးလေးပေကလန်နဲ့လှမ်းလို့ကြည့်နေခဲ့မိရဲ့ဦးကလည်းနောက်ကျလိုက်တာဘာလို့ပြစ်မလာသေးရလဲမသိဘူးတခုခုများဖြစ်နေကြတော့မဟုတ်တော့ပါဘူးလေပြိုမျောနေရင်းနဲ့ကားဟွန်းတီးတန်တဲ့အတူအိမ်ထဲကိုဝင်လာတော့ပြိုရင်နဲ့အလုံးကြီးအခုမှကြာသွားခဲ့ရအိမ်ပြိုကြိုဖို့ပြင်ပြီးစောင့်နေခဲ့ကဦးကားပေါ်ကနေဆင်းလိုက်တာနဲ့ပြို့နှာခေါင်းနဲ့စူးရှားတဲ့အနံတစ်ခုရလိုက်တော့ဦးအရက်တောက်လာပြီးဆိုတာပြိုသိလိုက်ပြီးဦးဘာလို့အရက်တွေတောက်လာတာလဲဘာလို့နောက်ကျနေရလဲပြို့ဦးကိုအိမ်ထဲကိုတွဲလာပြီးပြောတော့မင်းအပူတပြားမှမပါဘူးငါ့ကိုမတွဲနဲ့မင်းရဲ့ညစ်ပတ်တဲ့လက်နဲ့မင်းကိုငါယွန်နေဦးပြို့ကိုဆွဲပြီးတွန်းချလိုက်တော့အနောက်ကနေအုံနေရန်နဲ့ရိုက်မိပြီးပြို့လဲသွားခဲ့ရတယ်မင်းငါတော့လာမထိပါနဲ့ငါမကြိုက်ဘူးမင်းကကဘာမှာငါအမုန်းဆုံးလူသားပဲဘာဖြစ်လို့လဲဦးရဲ့ဘာလို့လဲပြို့ဘာလို့ဒီလောက်တောင်မုန်းနေရလဲအားလုံးမင်းကြောင့်ငါဘဝရဲ့အရေးပါသမျှတွေမင်းဖြတ်စေခဲ့တာပြို့ဘာတွေလောက်ခဲ့မိလို့လဲဦးအပေါ်ကိုပြို့ဘာတွေများအမားလောက်ခဲ့မိလို့လဲဘာလဲမင်းကအခုတော့ယူကျင်အောင်စောင့်နေရပေါ့
မင်းကြောင့်အရာရာငါ့ဘဝဆုတ်ပြတ်သက်သွားခဲ့ရတာမင်းကလှုပ်ပြီးတော့အခုထွက်ပြေးနေရလားငါခံခဲ့ရတဲ့အတိုင်းမင်းကငါပြန်လှုပ်ပြမယ်မင်းလှုပ်ခဲ့တဲ့မြအတွက်အားလုံးမင်းပြန်ပေးဆက်ရမယ်ဦးပြိုဘာတွေလှုပ်ခဲ့မိလို့လဲဦးဘာတွေလှုပ်ခဲ့လို့လဲဟုတ်လားမင်းကနောက်ဆုံးအချိန်ထိအိတ်ကြောင်ဆောင်နေရော့လေငါပြောရတာပေါ့မင်းကြောင့်မင်းတောင်တက်တစ်ခုမှာကားကိုမစင်မကျဲမောင်းမှုကြောင့်ငါရဲ့အဖေနဲ့အမေနောက်ပြီးငါရဲ့အချစ်ဆုံးညီမလေးစီးသွားတဲ့ကားကိုမင်းဝင်တိုက်ခဲ့လို့ကားကကြောက်ထဲကြပြီးငါရဲ့အမေနဲ့ဖေဆုံးသွားခဲ့ရတာမင်းကြောင့်ငါရဲ့အချစ်ရဆုံးညီမလေးကအခုစေးရုံပေါ်မှာအောက်ပိုင်းတည်တဲ့ဘွားနဲ့အသက်ဆက်နေရပြီဆိုတာမင်းတကယ်ပဲမသိရလားဒါမှမဟုတ်မင်းမသိကြောင်စောင့်နေရလားမင်းကြောင့်ငါရဲ့ဘဝတစစီပျက်စီးခဲ့ရတယ်ငါတစစီကြွေမပျက်စီးနာကျင်ခဲ့ရတယ်ငါမင်းကိုထောင်ထဲထည့်လို့ရတယ်ဒါပေမဲ့ငါမထည့်ဘူးမင်းကိုထောင်ထဲထည့်တာတဲ့ပိုနာကျင်တဲ့ဘဝနဲ့နေစေချင်လို့ငါအနာကိုမင်းကိုမရောက်ရအောင်ခေါ်ထားတာဦးစီကကြားလိုက်ရတဲ့စကားလုံးတစ်လုံးချင်းစီတိုင်းကပြို့ကိုအံ့ဩတုန်လှုပ်ခြောက်ခြားသွားစေခဲ့တယ်ပြို့ပါဇက်ကိုလက်ဝါးနဲ့အုပ်လိုက်မိရဲ့ကြောင်ရုံမှန်သက်မှုတွေအတိုင်းသာထင်ရလို့နေရဲ့ဘယ်တော့မှမတွေ့ခဲ့ဘူးတဲ့အဖြစ်ပြက်ပြို့ကြလိုက်ရစဉ်ခဲကြုံနေဝင်လာသလိုနားထဲမှာလက်ခံဖို့တောင်တော်တော်ခက်ခဲခဲ့တယ်မဖြစ်နိုင်ဘူးမမကဒီလိုလုပ်မှာမဟုတ်ဘူးပြို့မယုံမဖြစ်နိုင်ဘူးပြို့ထားဘယ်လိုလက်ခံရမှာလဲဘယ်လိုယုံကြည်ရမှာလဲပြို့ဘသူ့ကိုယုံကြည်ရမလဲကျေးဇူးပြုပြီးတယောက်ယောက်ပြို့ပြောကြပါဒါအမှန်မဟုတ်ဘူးမလားပြို့အတွေ့တွေရေလိုင်းလုံးတွေလိုရိုက်ခတ်လို့ပြောင်းဆန်နေခဲ့တော့တယ်အဲ့တော့မင်းငါ့လက်ထက်ကဒီတသက်ပြေးလို့မှမထင်နဲ့မင်းတည်ရင်တော့နာနာကျင်ကျင်နဲ့တည်သွားစေရမယ်မင်းလုပ်ခဲ့တဲ့အတိုင်းမင်းပြန်ရစေရမယ်ဦးပြုတ်မေးစိတ်ကိုတင်းကျပ်စွာဆုပ်ကင်ထားရကနေလွှတ်ချလိုက်တော့ပြုတ်ကောင်လေးတစ်ဖက်ရိမ့်သွားခဲ့ရတယ်။ဦးကတော့ပြုတ်တစ်ချက်လှည့်မကြည့်အခန်းထဲကိုတန်းလို့ဝင်သွားခဲ့တော့တယ်။ပြုတ်ရဲ့ခြေလမ်းတွေကထိန်းထားလို့မရတော့အောင်ညံဆက်လွန်နေခဲ့တယ်။ပြုတ်ရဲ့စိတ်ကလောနေတာလေဖြစ်ကောင်းဖြစ်နိုင်တယ်။ပြုတ်မမနဲ့မမေစီကိုရောက်ဖို့သာတွေးနေခဲ့တော့တယ်။ဦးရဲ့စကလုံးတွေကပြုတ်တညလုံးနှိမ့်ဆက်လို့နေခဲ့တာပြုတ်မျက်လုံးတွေပိတ်လို့တောင်မရခဲ့တဲ့အထိပဲ။ဒါကြောင့်ပြို့ရဲ့စိတ်ရှင်းသွားရအောင်မမေနဲ့မမစီကိုအမြန်ဆုံးနည်းနဲ့သာရောက်ချင်နေမိရဲ့။အဲ့နောက်ပြို့မမေနဲ့မမရှိရာအိမ်စီကိုရောက်လာခဲ့တော့အိမ်ထဲဝင်ဖို့ပြင်တော့တယ်။မမေမမတကားတစ်ချက်လောက်ဖွင့်ပေးပါအောင်။သမီးပြို့ပါ။မမေမပြို့အိမ်ရှိမှရက်ပြီးခေါ်နေတော့အချိန်တော်ကြာမှတကားပွင့်လာတယ်။တကားကိုဘာလို့အဲ့လောက်ထိခောက်နေရလဲ။နေ့မှအဆက်မရှိဘူးလား။နေမဆက်ပေမဲ့ငါဆက်တယ်။ကဲပြောနင်တို့ဘာလို့တာလဲ။နင့်ကိုအိမ်ဘွားနှိမ်ချလိုက်လို့လားပြိုအိမ်ပေါက်ဝမှာတဲ့ကမမေရဲ့စီးကြိုလိုက်တဲ့ပုံစံမှာပြိုရဲ့ရှင်မှာနာကျင်စွတ်တက်သွားခဲ့ရတယ်မမေမရှိလားအိမ်ထဲမှာရှိတယ်နင်ကသူ့ကိုရှာတာဘာလုပ်ဖို့လဲပြိုပါစကားတခုံးမှပြောပဲအိမ်ထဲကိုတန်းပြီးတော့ဝင်လာခဲ့တော့တယ်နင်ငါမင်းနေရမကြောက်ဘူးလားဘာလုပ်ဖို့လဲလို့မမဟဲ့အော်ကြီးကျန်နေဘာဖြစ်နေရလဲငါ့ကိုဘာလုပ်ဖို့ရှာနေရလဲပြိုအစမပြတ်ခေါ်တော့မမထွက်လာခဲ့တယ်မမကိုပြုံမေးကြရှိလို့ပါဘာကိစ္စလဲမမဦးကိုဘာတွေသွားလုပ်ထားတာလဲဘာဦးလဲမင်းဘယ်ဦးကိုပြောနေရလဲငါမသိဘူးမမသိရက်နဲ့မသိကြောင်စောင့်နေရလားပြိုဘယ်ဦးကိုပြောလဲဆိုတာမမသိပါတယ်ပြိုပြောစရာဆိုလို့မမတို့အတင်းလက်ထက်ခိုင်းထားတဲ့ဦးတယောက်ပဲရှိရဲ့အဲ့တော့ဘာဖြစ်လဲမမသူ့ပေါ်ဘာတွေလုပ်ထားတာလဲမမဘာအမားတွေကျူးလွန်ထားတာလဲအဲ့ဒါပြိုသိကျင်တယ်အဲ့ဒါတွေကနင်သိကြမလို့ပါဘူးနင်လောက်ရမှာကသူ့ရဲ့နှိပ်စက်မှုတွေအမုန်းတွေကိုနင်ရင်ဆေးပြီးတော့ခံလိုက်ရုံပဲပြို့ပြောလို့မမဦးကိုဘာကြီးလောက်ခဲ့ရလဲမမဟုတ်မှလွဲရောဦးရဲ့အဖေနဲ့အမေသူ့ရဲ့ညီမလေးစီးလာတဲ့ကားကိုတောင်ပေါ်လမ်းတစ်ခုမှာတိုက်မိပြီးသူတို့ကခြောက်ထဲပြုတ်ကျသွားလားမပြို့စကားကြောင့်မထိတ်လန့်တဲ့အရေးရောင်ဖြစ်သွားတော့ဦးပြောတဲ့စကားတွေကအမှန်တွေဆိုတာပြို့တတိထားမိလိုက်ပြီးဖြစ်တယ်မဘာလို့လောက်ခဲ့တာလဲသူများမိသားစုဘာလို့ဖြက်စီးခဲ့ရလဲသူတို့ခံစားရမှာတွေနာကျင်ရမှာတွေမထက်မတွက်မိဘူးလားပြိုမရဲ့ပခုံးကိုတင်းကျပ်စွာကင်ပြီးပြောတော့အိုးငါတမင်တသက်လောက်တော့မှမဟုတ်တာမတော်တဆဖြစ်သွားခဲ့တာပဲဟာသူ့ဘက်ကသာအဖြစ်သေးနေခဲ့တာမတော်တဆဟုတ်လားမအဲ့ဒီမတော်တဆမဖြစ်အောင်အစတွေကဂယုစိုက်တဲ့နာမဟုတ်ဘူးလားဘာလို့မဂယုမစိုက်ခဲ့ရလဲအခုတော့အကုန်လွန်ကုန်ပြီးမှမတော်တဆလို့ပြောလို့ဘသူကလက်ခံပါလဲမကိုအမားလောက်ထိုင်လဲတောင်းမရမှာမဟုတ်ဘူးလားအခုတော့မတောင်းမှန်တဲ့အပြင်သူများဘဝကိုမျက်နှာလွှဲထားတာပဲငါတမင်တော့တမမဟုတ်တာ
ဒီတိုင်းမတော်တဆဖြစ်သွားတာကိုငါကဘာလို့တောင်းပန်ရမှာလဲတကယ်ဆိုသူတို့ကန်ဆိုမှုတွေကြောင့်ငါပါရောပြီးတော့ကန်ဆိုမှုမောင်ကျသွားရသေးတာအဲ့ဒါအောင်များငါတောင်းပန်ရအောင်မလားသူ့ဘာသူစိတ်မထိန်နိုင်ပဲငါ့ကိုဒုက္ခပေးချင်နေရငါကလည်းသူပေးသမျှဒုက္ခတွေကိုခံရအောင်နွားမဟုတ်ဘူးလေအဲ့တော့နင်ကငါအစာခံဖို့သာပြင်ထားမမယာမမအတဲ့နှလုံးမရှိဘူးလားမမိသားစုသာလာလို့သွားရင်ရောမခံပါလားသူများမိသားစုတစ်ခုလုံးဒီလိုဖြစ်သွားတာဘယ်လိုခံစားရမလဲဆိုတာမနည်းနည်းလေးတော့မတွေးပေးဘူးလားအစတော့ကဦးပြို့ပေါ်ဘာလို့ဒီလောက်မုံလဲမသိခဲ့ဘူးအခုတော့ပြိုရှင်းရှင်းလင်းလင်းကိုသိသွားရပြီမနေနိုင်ပေမဲ့ပြို့မနေနိုင်ဘူးမလုတ်ခဲ့တဲ့များတွေပြို့ဘဝနဲ့ရှင်ပြီးတော့ပြန်ပေးဆက်နိုင်တဲ့လောက်ပေးဆက်သွားမယ်မလိုတော့လူမဆန်တဲ့အလုပ်ကိုမလုပ်နိုင်ဘူးဘာကဲဟဲ့ပြို့ပါကိုရလိုက်တော့ပြို့အိမ်ညာမှာလဲပြို့သွားခဲ့ရတယ်မင်းကငါ့ကိုအဲ့လိုပြောရအောင်မင်းမဘာအဆင့်ရှိလို့လဲနေရမြငါသမီးကိုပြောရတယ်လို့မမေရဲ့စကားနောက်ပြို့ရဲ့ကြောပေါ်ကိုအားရင်ပြင်းနဲ့လက်ဝါးလက်ချက်သုံးချက်စိန်လိုက်တော့ပြိုလဲသွားရအောင်အထိနာကျင်ခဲ့ရတယ်နင်းလိုကောင်းမအများငါသမီးကိုအဲ့လိုပြောပန်ခွင့်မရှိဘူးနင်လောက်ရမယ့်တောင်းကနင်းရဲ့အမလောက်ခဲ့တာမှန်တယ်အဲ့ဒါကိုပေးဆက်ရမှာနင့်တောင်းဆိုတာကောင်းနေထက်တာငါသမီးကိုဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်ဆိုပြီးနင်ဝေဖန်ကြမလို့ရှင်းတယ်နော်အနာရှိရဲ့တစ်ပြက်စီကိုဆွဲလို့ပြို့ချေသလုံးကိုအချက်ပေါင်းများစွာရိုက်နှက်နေရောနာကျင်မှုကအယိုးရဲထိဆွဲငင်လို့အန်စိတ်လို့ပြိုလဲနေရင်လက်ကိုကြက်ကြက်ပအောင်စုပ်ကခါးသီးတဲ့နာကျင်မှုကိုအန်တူလို့မျက်ရည်တွေဟာထိန်ချုံမရအောင်ပြိုဆင်းလာခဲ့တယ်။သွားကူးချက်ချင်းငါတို့ရှေ့ကနေထွက်သွား။နင့်ကိုမမြင်ချင်ဘူး။အခုလိုလက်ခံပြီးစကားပြောနေရတာငါတို့ရဲ့ပါဇက်တက်နာတယ်။နင်အခုချက်ချင်းအိမ်ရထွက်သွား။မမေတို့တွေမတရားဘူး။ပြို့ဘာလို့ဒီလောက်တောင်မုန်းကြရတာလဲ။ပြို့ဘာအမားတွေများလောက်ခဲမိလို့လဲ။ပြို့ဘာမှမသိရဲ့အရွယ်ကဖြစ်ခဲ့တဲ့ကိစ္စတစ်ခုအတွက်ပြို့ဘလောက်ထိပေးဆက်နေရမှာလဲ။အခုအမေတို့သူများမိသားစုဘွားလည်းဖြတ်စည်းသေးရဲ့။ညနေလဲကဲပြက်လဲလှုပ်ကြတယ်။သူများရင်လည်းဘလောက်ထိခံစားရမယ်ဆိုတာမမေတို့တွေးပေးဘူးလား။သူများဘွားကိုစာနာဘူးလား။ဒါမဲ့စိတ်ချပါမမေတို့လှုပ်ခဲ့သမျှအတွက်ပြို့ဘက်ကတတ်နိုင်သလားပြန်ပေးဆက်ပေးသွားမယ်။ပြို့နှုတ်ပြမှာစကက်လုံးတွေပြောလို့အပြီးမှာနာကျင်နေတဲ့ခြေထောက်နဲ့ရှိသမျှအားနဲ့ရှောက်လန်းလို့ထွက်လာခဲ့တယ်။ခြေတလန်းလှန်တိုင်းနာကျင်မှုကအယိုးရဲထိဆွဲတဲ့ထိနာကျင်တာမို့အန်ကိုကြိတ်လို့ထောက်ကြနဲ့ရှောက်လာလို့နောက်ဆုံးတော့ဦးရဲ့အိမ်ကိုပြန်ရောက်ခဲ့ပြီးပြိုချန်တကားကိုအသားလေးတွန်းဖွင့်ပြီးတော့ဝင်လာခဲ့တယ်။အိမ်ထဲကိုခြေလန်းတွေတက်လိုက်တော့နာကျင်ဝမ်းနဲ့ရဲ့အသက်နှလုံးတွေထပ်ပြီးတော့နာကျင်သွားရပြန်တယ်။အာပြိုမျက်လုံးပြူလို့လက်နှစ်ဖက်ပါးစပ်ကိုအုပ်သွားရတဲ့အထိထိတ်လန့်သွားခဲ့ရတယ်။သွေးတွေပြန်ကျလို့သွေးရိုင်လဲမှာမေမျောလဲလျောင်းနေတဲ့ဦးတတိထောင်းလေဘလို့ဖြစ်လာလဲဦးရဲ့တတိထားပါအောင်ဦးရဲ့ခန္ဓာကိုယ်မှာမနာတန်သွေးတွေယိုစီးနေခဲ့ပြီးသွေးတွေကြားကဦးကိုပွေဖက်လို့ဦးတတိလေးထားပါအောင်ပြိုခေါ်နေရလေဦးရဲ့ပြိုသွေးရည်နဲ့ဦးကိုပွေဖက်ရင်နာကျင်စာမျက်ရည်တွေကသွေးတွေနဲ့တူစီးမျောလို့နေခဲ့တယ်စေယုံကစေယုံရှိကိုရှောက်တော့စေယုံထဲမှာဆရာဝန်တွေလူနာတင်ကလေးနဲ့ပြေးထွက်လာပြီးသွေးတွေတောက်လျှောက်ထွက်နေတဲ့ဦးကိုအရေးပေါ်ခွဲစိတ်ခန်းတွေကိုအပြေးခေါ်ဆောင်သွားရပြုံးမျက်ရည်တွေကတစက်မပြတ်ကြရင်ပိုးလက်ကိုကင်လို့ပြေးလိုက်သွားခဲ့ပြီးခွဲကန်တဲ့ရှောက်ခါနီမှာတင်းကျပ်စွာကင်ထားတဲ့လက်ကိုလှုပ်ကြံခဲ့ရတယ်။ဦးကိုကယ်ပေးပါနော်။ဦးကဖြစ်စီရဦး။ဦးကိုရအောင်ကယ်ပေးပါဆရာ။ပြိုတောင်းမဲ့မာရဲ့နော်။ဦးကိုရအောင်ကယ်ပေးပါနော်။ကျွန်တော်တို့အကောင်းဆုံးစူးစမ်းပေးပါမယ်။ဒါပေမဲ့လူနာချင်းတွေကအယမ်းမမျှော်လင့်တာကောင်းမယ်။ရှင်ပြိုအိမ်ညမှာထိုင်နေရပြိုလဲသွားခဲ့ရတယ်။မဟုတ်ဘူး။ဦးပြန်ကောင်းလာမှာ။ဦးဒီတိုင်းထွက်တော့မှာမဟုတ်ဘူး။ပြိုဦးမုန်းနေရမလားယင်။ဦးနှိမ့်ဆက်လို့မဝသေးဘူးမဟုတ်လား။ဦးတတိရလာရင်ပြိုဦးနှိမ့်ဆက်သမျှခံမမယ်နော်။ကျေးဇူးပြုပြီးတော့တတိပြန်လာပေးပါနော်။ကျေးဇူးပြုပြီးတော့ပြန်လာပေးပါဦးရဲ့။ပြိုတောင်းမဲ့မာရဲ့နော်။ဦးကဒီလောက်နဲ့ပြိုလဲမဲ့သူမဟုတ်ဘူးဆိုတာပြိုသိရဲ့။ဒါကြောင့်ပြန်လာပေးပါနော်။ကျေးဇူးပြုပြီးနိုင်ပေါင်းများစွာကြာပြီးနောက်ခွဲစိတ်ခန်းထဲမှာဆောင်းကြီးထွက်လာခဲ့တော့ပြိုပြူပြနဲ့ထားလို့ဆရာဦးရဲ့အခြေအနေရောဘယ်လိုရှိလဲယင်အဆင်ပြေမဟုတ်လားဆရာလူနာအခြေအနေတိတ်မကောင်းရှင်ဆရာဦးကိုရအောင်ကက်ပေးပါနော်အသက်အလူရှင်အမြန်ဆုံးရှာရမယ်လူမဲ့သူမရှင်သူ့အသက်စိုးရင်ရတယ်တနက်ကြည်စံကသူ့ရဲ့အသက်ကိုဖောက်ထွက်သွားတာမို့အသက်ကလုံးလုံးပြက်စီးသွားတယ်အဲကြောင့်အသက်အလူရှင်အမြန်ဆုံးရှာဖို့လိုမယ်မဟုတ်ရင်စိုးရင်ရတယ်အသက်အလူရှင်ဟုတ်လားဆရာဟုတ်ပါတယ်
ကျွန်တော်တို့သူ့အတွက်အသေးအလှရှင်ရဖို့ဆူတောင်းပေးုံကလွယ်လို့မတက်နိုင်တော့ဘူးဆရာအဲ့လိုနေတဲ့အသေးကိုပြို့လူမယ်လေပြို့လူပြစီနော်ဆရာတွေဝေဖို့တော့မတုံဆိုင်မိပဲရုတ်တရက်ပြုတ်နှကန်းဖျားကထွက်ကျလာတဲ့စက်ကလုံးဒါကလွယ်နဲ့တော့မရအောင်နော်အခက်မသိရင်မင်းအသက်ပါပေးလိုက်ရမှာနော်မင်းလူမယ်ဆိုတာသိကြပြီလားဟုတ်သိကြပါတယ်ဆရာဦးလိုနေတဲ့အသေးကိုပြို့လူပြစီကောင်းပြီလေဒါဆိုရင်အသေးလူကိုပြင်ဆင်ရအောင်မနေ့ဖြန်မှာခွဲစိတ်ဖို့ပြင်ဆင်ထားပါဟုတ်ကဲ့ပါဆရာဂရင်ပေါ်အောက်ဆီဂျင်နဲ့လဲပြီးမေမျောနေတဲ့အိုးကိုကြည့်ပြီးတော့ထိန်းလို့မရတဲ့မျက်ရည်တွေကလည်းအဆက်မပြတ်စေးကြလို့နေခဲ့တယ်။ဦးဘာမှမဖြစ်စေရအောင်။ပြိုဦးကိုဘာမှအဖြစ်ခင်မှာမဟုတ်ဘူး။ဦးနေပြန်ကောင်းလာစေရမယ်။ဦးပြန်ကောင်းလာဖို့ပြိုပါပဲလုပ်ရလုပ်မယ်။အတေးကဦးပြန်ကောင်းလာဖို့အရေးကြီးရဲ့။ဦးအားတင်းထားရမယ်နော်။ပြိုဦးရဲ့လက်ကိုတင်းတင်းကိုင်းလို့ပြောရင်ဝမ်းနဲ့စိတ်ကထိမ်မရခဲ့ပြန်။ထိန်ချုံမရတဲ့မျက်ရည်တွေတင်းညတော့စမ်းချောင်းပမာစီးမျောရတော့မှအမှန်ပဲနောက်တနေ့မနေ့ပြိုစိုးရိမ်မှုတွေကကြီးစိုးလျက်ခွဲစိတ်မှုမှာအိုးတစ်ခုခုဖြစ်မှာကိုစိုးရိမ်နေခြင်းတလို့ပဲပြိုကိုယ်တိုင်လည်းခွဲစိတ်ရမှာမှန်ပေမဲ့ကိုစိတ်မပူနိုင်စိတ်တွေကဦးစီကိုသာရောက်နေခဲ့တယ်ပြိုနဲ့ဦးအတန်လန်းတွေနဲ့စိတ်ချိတ်ထားလို့လူနာကရင်ပေါ်မှာလဲလျောင်းလို့ပြိုရဲ့မျက်လုံးတွေကဘေးကဦးစီကနေအကြည်ဝေလွှဲလို့မရဆရာအိုးရောင်ခဲ့ပေးပါနော်ခလေးမလေးမင်းကိုစိတ်ပူရမှာသူများကိုပူရမှာမဟုတ်ဘူးအခက်မသိရင်မင်းလည်းဒုက္ခရောက်သွားနိုင်တယ်ဟင်ပြိုပါပဲဖြစ်ဖြစ်ရပါတယ်အိုးသာရအောင်ကပေးပါဆရာဆရာဝန်လေးကပြို့ကိုကြည့်ကြတဲ့အကြည့်တွေကအံ့ဩမှုတွေပြည့်နေလို့နေခဲ့တယ်ပြိုနဲ့ဦးခွဲကန်နေရထွက်လာပြီးဂရင်ပေါ်တတိမိနေကြတာတပတ်ကျော်လာပြီးခဏကြာမှဆရာဝန်ကြီးဟာဦးကိုလာစစ်ဆေးခဲ့ရလူနာအချင်းနေဘယ်လိုလဲအခုထိတော့သူတတိမရသေးဘူးဆရာကောင်းပြီသူ့ကိုဆက်ပြီးစောင့်ကြည့်ထားလိုက်ဆရာဝန်ပြန်လှည့်ချိန်မှာဆရာလူနာတတိရလာပြီလူလေတတိရလာပြီလားဒါကိုမြင်ရလားဆရာဝန်ကြီးကလက်ချောင်းလေးတွေထောင်ပြရင်စမ်းသက်တော့ကျွန်တော်ဘယ်ကိုရောက်နေရလဲမင်းဆေးရုံကိုရောက်နေရလေမင်းဆေးရုံပေါ်မှာတတိမနေရတပတ်ရှိပြီဘလို့တပတ်ကျော်ပြီဟုတ်လားဆရာဟုတ်တယ်ကွမင်းကန်ကောင်းလို့အသက်ရှင်နေရမင်းအတွက်အသက်လူမဲ့သူကအစင်သင့်ရှိနေလို့မဟုတ်ရင်မတွေးရဲစရာပဲအသက်လူတွေဟုတ်လားဆရာဟုတ်တယ်မင်းရဲ့အသေးတနက်ကြည်စံဖောက်ဝင်ပြီးလုံးဝပျက်စီးသွားတာအခုအဲ့ဒီအသေးလူတွေတူအောင်ဆရာသူကအခုအထူးကြက်မဲ့ဆောင်မှာသူကတော့ခုထိတတိမရသေးဘူးအသေးထုတ်လူတာသူ့အချိန်ကြီးကမင်းတဲ့စိုးသွားနိုင်တယ်ဆိုတာတိတိချင်းနဲ့သူမင်းအတွက်ပေးဆက်ခဲ့တာမင်းမှသူ့လိုလူမျိုးပိုင်ဆိုင်ထားတာမင်းသိတ်ကန်ကောင်းတယ်ဆရာကပြောပြီးထွက်သွားတော့ဦးစင်းစားမရအတွေးတွေရောက်ရက်ခတ်လို့ကြောင်အားနဲ့ကြံရိပ်ခဲ့တယ်ငါ့ကိုအသေးလူတွေအလူရှင်ကဘာတူလဲဘသူကငါ့ကိုထုတ်လိုက်တာလဲဦးအားတွေးနဲ့စူးကနေထိုးကြိုက်လာတဲ့ခေါင်းဟာထားဖို့စူးစမ်းနေပေမဲ့မထားနိုင်တဲ့အနေအထားမို့ဦးကိုအခဲတွေးစေခဲ့တယ်။နောက်တနေ့မနေ့အဲ့ရထဲမှာလဲနေတဲ့ဦးကစူးစမ်းထားလို့စိတ်ကအရေးပေါ်အထူးကြက်မဲ့ဆောင်ကိုဦးတည်နေပြီဖြစ်တယ်။အသက်လူတဲ့သူကိုသိကျင်စိတ်ကထိတ်မရခဲ့စေးအတန်းလန်းနဲ့အာယူပြီးရှောက်လာခဲ့တော့အထူးကြက်မဲ့ဆောင်ကိုရောက်ခဲ့ပြီးအပြင်ကနေလှမ်းကြည့်လိုက်စီမဖြစ်နိုင်တာမဖြစ်နိုင်ဘူးအောက်ဆီဂျင်ပေးထားကလက်မဆေးလုံးကြီးထိတ်ထားလျက်နှလုံးခုန်ဆက်တွေတက်ဆင်ထားတဲ့ပြို့အိယာကရင်ထက်မှာတတိမိမျောနေရကိုတွေ့ရတော့ဦးမျက်လုံးတွေပြိုးကျဲသွားလို့မယုံနိုင်ဖြစ်နေရဲ့ဦးဘာလို့လဲဘာလို့လှုပ်ခဲ့တာလဲမင်းဘာလို့ဒီလိုလှုပ်ခဲ့တာလဲဦးကြည့်လို့ဒေါသစိတ်တဝဲဝမ်းနဲ့စိတ်ကတဝဲနဲ့ရောရှက်လို့နေခဲ့တယ်ဆရာကျွန်တော်ရောက်ပါပြီမင်းစုံစမ်းတာအချင်းကြီးဘယ်လိုလဲဦးဝင်းနိုင်ကုမ္ပဏီကလုပ်တယ်ဆိုတာသိကြပါပြီဆရာမင်းကအစင်သေးပြင်ထားဆရာဒီချင်းနဲ့သွားလို့ဖြစ်ပါမလားငါ့အတွက်ကဒီလောက်ကပပလေးပါမင်းသာပြင်စားရှာပြင်ထားလိုက်ဟုတ်ကဲ့ပါဆရာအော်နောက်ပြီးတော့ပြုတ်ကိုစောင့်ကြည့်ဖို့သူနာပြုတ်တယောက်ငှားထားလိုက်ဟုတ်ကဲ့ပါဆရာကားနဲ့ရောင်ပေါ်မှာပြောင်းလဲနေတဲ့ရှုပ်ဖက်နဲ့အနဲ့ရောင်နဲ့စတိုင်ပေါင်းမီရှက်အင်ကြီးအဖြူပေါ်မှာအနဲ့ရောင်ကုတ်ကိုထပ်အုပ်ထားလို့ကျိုးတိုင်းမျက်မှန်အကြီးအဝိုင်းကိုတက်လို့ဘောင်းမီအိတ်ကတ်ထဲလက်ထက်လို့စတိုင်ကျစွာဆင်းလာတဲ့သူမှအိုးဆရာရောက်ပါပြီအိုးရောက်လာတဲ့နေရာမှာအိုးဝင်းနိုင်ရဲ့အိမ်အိုးတကားကိုခြေထောက်ဆောက်ကန်လို့ဝင်သွားတော့အထဲမှာအဆောင်တွေတန်းစီတည်းလူရိုက်တုပ်ကိုပခုံးပေါ်တင်သွားပြီးဦးအိမ်ထဲကအဆောင်တွေကိုဦးနဲ့ဦးရဲ့နောက်လိုက်တွေနဲ့အတူရှင်းထုတ်ပြတော့မြေပြင်ပေါ်အတုံးယုံပင်ဖြစ်သွားရအိမ်မင်းဒီကိုဘာလာလို့တာလဲဘာလဲကို့လည်းကြတော့ကြောက်နေရလားမကြောက်ရဘူးလေကိုလှုပ်ရဲရင်ခံရရမှာပေါ့မဟုတ်ဘူးလား
မင်းကငါစီးပွားရေးလမ်းမှာလာပိတ်နေရအောင်မင်းမရှိရင်ငါဒီထက်ပိုအောင်မြင်မှာစီးပွားရေးလောကမှာထိတ်တန်းနေရဆိုတာဘယ်သူမှမဆိုရောက်နိုင်တာပဲလေခမရကခမရဘာသာအရေးချင်းမရှိရအောင်သူများကိုအပြစ်ပုံချလို့ပဲဖြစ်မလဲဦးလက်ထဲကဒုတ်ကိုအနောက်ပေးလိုက်ကဒုတ်ကနေတနက်ကိုပြောင်းပေးလိုက်တော့ဦးဝင်းနိုင်ထိတ်လန့်လို့သွားခဲ့တယ်မင်းဒါဘာလုပ်တာလဲအေးစစ်ပေါ့ငါကကိုခံရတဲ့အတိုင်းပြန်ပေးတတ်တာငါအကျင့်ပဲခြေထောက်တစ်ချောင်းအတွက်ခြေထောက်တစ်ချောင်းအတွက်ခြေထောက်လက်တစ်ဖက်အတွက်လက်ပဲမင်းမလုပ်စကားတန်တာမစုံကြည်စံကဦးဝင်းနိုင်ရဲ့နဖူးတက်တဲ့ကိုဖောက်ဝင်လို့သွားခဲ့တော့တယ်ရှင်းလိုက်တော့ဟုတ်ကဲ့ပါဆရာဦးအမိတ်တစ်ချက်ပေးလို့ချွတ်ထားတဲ့မျက်မှန်ကိုတက်လို့ညဝန်းတစုံကမိုက်ကြည့်လို့လက်ကအိတ်ကက်ထဲကိုထည့်ပြီးစတာမီမီနဲ့လှည့်ထွက်လာခဲ့တော့တယ်ပြိုးရဲ့အရေးပေါ်အထူးချက်မဲ့ဆောင်ကတတိပေးချက်တန်ထွက်လာတော့နားနေကန်ကဆရာကိုထားလို့အပြေးသွားရတယ်လူနာနှလုံးခုန်တုံးတွေတဖြည်းဖြည်းနဲ့ကျဆင်းနေပြီဒီတိုင်းဆိုလူနာအသက်ရှူရက်ပြီးအသက်ဆုံးနိုင်တယ်လူတဲ့ပစ္စည်းတွေအစင်သင့်ပြင်ထားဟုတ်ကဲ့ပါဆရာဆရာဝန်တွေမှာရောက်ရက်ခတ်လို့နေခဲ့တယ်ပြုတ်နှလုံးခုန်တုံးတွေဇက်တိုက်ကျဆင်းနေခဲ့ပြီးအဲ့ဒီချိန်ပြန်ရောက်လာသူမှအိုးဘာဖြစ်ကြလို့လဲဆရာအရေးပေါ်အထူးချက်မဲ့ဆောင်အခန်း120ကလူနာအချင်းတွေစိုးရင်ရတယ်တဲ့နှလုံးခုန်တုံးရက်သွားလို့တဲ့ဆရာအခုအတတ်နိုင်ဆုံးကဲ့နေကြတယ်ဦးကြားလိုက်တဲ့ကပြိုဆိုတာတိနစ်နေပြီဖြစ်တာကြောင့်ခြေလမ်းတွေကအရေးပေါ်အခန်းကိုအပြေးရောက်သွားတော့အရေးပေါ်မှာဆရာဝန်တွေပြိုရဲ့အသက်ကိုတင်မင်းလက်ထဲကနေလှုပ်ပြီးကန့်နေရတွေ့ရတော့ရင်ထဲမှာတိမ်ကနေဖြစ်သွားရတယ်။ဆရာဝန်တွေကအပြင်းနဲ့အထက်ကိုထပ်လိုက်ဝင်လိုက်နဲ့ပြာရာခတ်နေကြတယ်။ဦးရင်နဲ့လည်းပါမယ်မသိပြာရာခတ်နေရော့။မြန်သွေးလိုတယ်။သွေးပေါင်တွေဇက်တိုက်ကျနေပြီ။နှလုံးခုန်လုံးကလည်းဇက်တိုက်ကျနေရဲ့။လိုအပ်တဲ့ပစ္စည်းတွေအမြန်သွားယူခဲ့။ဟုတ်ကဲ့ပါဆရာ။နိုင်အတော်ကြာပြီမှာဆရာဝန်ကြီးအရေးပေါ်အခန်းထဲကထွက်လာတော့ဒေါက်တာပြုတ်အချင်းကြီးဘလို့ရှိလဲလူနာအသက်အန္တရာယ်ကလွတ်သွားပြီဆိုရင်စောင့်တော့ကြည့်ရမယ်ဟုတ်ကဲ့ပါဒေါက်တာဦးစိတ်တွေကမငြိမ်သူမုံလို့မဝနှိမ့်ဆက်လို့မဝသေးပဲဒီလိုဖြစ်လာရတယ်ဆိုတဲ့စိတ်သူ့ကိုဘာလို့ဒီလိုကယ်ခဲ့တာလဲဘာသဘောနဲ့လဲဆိုတဲ့သိကျင်တဲ့စိတ်တွေနဲ့စိတ်နှခွာဖြစ်နေတဲ့ဦးရောက်ရက်ခတ်လို့နေခဲ့တယ်ဦးတတိမင်းရဲ့ပြုတ်ကိုကြည့်ပြီးလက်ကိုကြစ်ကြစ်ပအောင်ဆုပ်ပြီးခက်ထန်တဲ့မျက်ဝန်းနဲ့ပြုတ်ကိုစိုက်ကြည့်လို့မင်းဒီတိုင်ထွက်သွားလို့မရအောင်နော်မင်းလှုပ်ခဲ့တာတွေတည်းမင်းပြန်ပေးဆက်ရမယ်မင်းဒီတိုင်ထွက်သွားလို့မရဘူးမင်းပြန်တတိရရမယ်မရလို့ကတော့ငါမင်းကိုရေစုံမြေစုံထိလိုက်ပြီးခေါ်မှာတင်မင်းလက်ထဲကလူရမယ်ဆိုလေရတယ်ငါပြန်လို့မှာမင်းငါပေါ်လှုပ်ခဲ့တဲ့ဟာတွေအတွက်မင်းမပေးဆက်ရသေးဘူးဒါကြောင့်မင်းထွက်သွားဖို့စိတ်တောင်မကုန်နဲ့တတိမင်းရဲ့ပြုတ်ကိုစိုက်ကြည့်လို့ထွက်လာတဲ့စကလုံးတွေကရင်သီးစွာပြောလိုက်ခြင်းပဲပြုတ်အရေးပေါ်ကန်နဲ့တယောက်တည်းရှိချိန်ရောက်လာကြတဲ့သူတွေမှာပြုတ်အမေနဲ့မမပဲပြုတ်ကိုမဲပြုံးပြုံးလို့ကျေနပ်နေတဲ့ပုံစံနဲ့ကြည့်ပြီးစကယ်ကြီးစကယ်ကျယ်ပြီးပြောသွားတဲ့သူအခုတော့လေဂရင်ပေါ်မှာလဲနေရပြီလေဘာတက်နိုင်သေးလဲပြောတော့မိုးလာကဲလာနဲ့အခုတော့ဖြစ်နေတဲ့ပုံစံကိုကြည့်အောင်တကယ်ရှိရတယ်ဟုတ်ပါသမီးရဲ့သူ့ရဲ့အသေးကိုလူလိုက်တော့ဦးဆိုတဲ့လူကသူ့ကိုပြန်ချစ်လာမှများထင်နေလားမသိဘူးသူစိတ်ကူးတွေအရမ်းရှင်တာပဲအမေရဲ့ပြုတ်ရဲ့မင်းစိတ်ကူးတွေတိတ်မြင်စမ်းပါနဲ့နင့်ရဲ့အိုးကငါသူ့မိသားစုတစားစီဖြတ်စင်းပြီလို့နင့်ကိုဒီတစ်သက်ပြန်ချစ်လာဖို့ဆိုဟိုးအဝေးကြီးမှာနင်ဒီတစ်သက်မျောနေရင်နေမောတော့မှာပေါ့ငါကလည်းတမင်တစ်သက်လောက်တာမဟုတ်ရပါဘူးဒီတိုင်းလေးမတော်ဆလေးပဲသူ့အမေဝေနဲ့ညီမလေးကောင်ငါတိုက်မိလိုက်တာနင်ကတော့အဲ့ဒီအကျိုးဆက်ကိုပေးဆက်ရမယ့်ကံပါလာတယ်ပဲမှတ်လိုက်ပေါ့မဟုတ်ဘူးလားဟုတ်တာပေါ့တမီးရဲ့သူ့ဘကဘလို့ဆိုတာသူမိနေရနေမယ်ဘာတွေမျောလင့်ပြီးရောများကို့အသက်ကိုမနှံမျောပဲလှုပ်လိုက်လည်းမသိလာပါအမေကသွားရအောင်သူ့စီမှာနေလို့ဘာအကျိုးမှမရှိဘူးစိတ်ညစ်ရပဲအဖက်တင်မှာနောက်သူ့ရဲ့ကန်ဆိုးမှုအမေတို့စီပါကူးနေအောင်မယ်ဟုတ်တယ်ပြုတ်အမေနဲ့မမစေးရုံအခန်းမှာပြန်ပြီးထွက်သွားခဲ့တော့တယ်အိမ်ရထဲမှာတတိမိမျောနေရဲ့ပြုတ်ရဲ့လက်လေးပြီးတဖြည်းဖြည်းလှုပ်လာတာကိုဘေးနားမှာထိုင်နေတဲ့အိုတတိထားမိခဲ့တယ်ပြုတ်မင်းတတိရလာပြီလားပြုတ်မျက်လုံးတဖြည်းဖြည်းပွင့်လာတော့တက်ထားတဲ့ပြုတ်ရဲ့အောက်ဆီဂျင်ပိုက်ကိုချက်ချင်းဆွဲဖြုတ်လိုက်တော့ပြုတ်မင်းဘာလို့ဖြုတ်တာလဲ။အိုးတက်တာရဲ့လား။ပြုံးမေခွန်ကြောင့်အိုးနည်းနည်းတော့ဝမ်းနေတဲ့စိတ်နဲ့ဒေါသထွက်တဲ့စိတ်ကြားမှာနည်းနည်းစနိုးစနောက်ဖြစ်သွားရတယ်။ဒီချိန်မှာတော့မင်းကဒီစကားပြောနိုင်သေးရဲ့။မင်းပူရမှာငါ့ကိုပူမဟုတ်ဘူး။မင်းကိုမင်းပူရမှာ။မင်းဘာလို့ဒီလိုလုပ်ခဲ့တာလဲ။ဘာလဲ။ငါရဲ့ကျေးဇူးကိုတင်ခံခြင်းလို့လား။ဒီလောက်အန်ဒီရဲ့များတဲ့အလုပ်ကိုမင်းမို့တွေးတတ်တယ်။မင်းဘာလို့လုပ်ခဲ့တာလဲ။ဦးရဲ့စကားတန်းကြောင့်ပြိုမျက်ရည်တွေဝဲလာရတယ်။
ပြိုစကားပြောချင်ပေမဲ့ပြောနိုင်တဲ့အနေအထားမဟုတ်လို့ဦးရဲ့လက်ကိုဆွဲပြီးပြိုကောင်းရမ်းလို့စကားပြောဖို့အာရုံနေရတယ်။မဟုတ်ပါဘူးဦးရဲ့ပြိုကဦးအတွက်လှုပ်ခဲ့တာပါ။ပြိုတခြားဘာကိုမှမမျှော်လင့်ပါဘူး။ပြိုရှုံပေးပါနော်ဦး။ကုန်းနေရန်ကိုလက်သီးနဲ့ဆွဲထိုးပြီးဟာကွာအခန်းထဲဆောင်တွေဝင်လာခဲ့တယ်။ဦးကတော့အခန်းထဲမှာတန်းပြီးတော့ထွက်သွားခဲ့တယ်။ပြိုတစ်ချက်တောင်လှည့်မကြည့်ခဲ့။ပြိုမြုံဝန်းတဲကဦးတဖြည်းဖြည်းပျောက်သွားခဲ့တော့တယ်။နောက်တနေ့ပြိုတတိရလာပြီဆိုပေမဲ့တိတ်ပြီးလှုပ်လို့မရတဲ့အခြေအနေနဲ့ပင်ပြိုခေါင်းအောင်ကိုခုပြီးတော့မိနေချိန်ဦးဝင်လာခဲ့တယ်။လက်ထဲမှာရေစလုံးကိုယူလာခဲ့တော့ဦးပါလုံးမလို့လဲဆိုတဲ့အတွေ့နဲ့ပြိုနေနေတော့ကြောင်ကြီးနေမိရဲ့ပြိုအနာရောက်တော့ဦးကထိုင်ချလိုက်ပြီးမင်းရဲ့လက်ကိုပေးပြိုရဲ့လက်ကိုဆွဲလိုက်ပြီးပြို့ကိုလဲတန်းစင်ပေးနေတဲ့ဦးကိုကြည့်ပြီးပြို့မြန်ဝအပြူသားနဲ့ကြောင်အားဖြစ်သွားရတယ်။ဦးမလုံနဲ့ငိမ့်ငိမ့်နေဦးရဲ့စကားတန်ကြောင်ပြိုငိမ့်တဲ့သွားရတယ်။ဦးပြို့မထိတွေ့ဘူးတဲ့အထီးတွေနဲ့လှုပ်ပေးနေရကိုပြို့အနေခက်နေရတော့အမှန်ပဲပြို့အသားမကြတရားလေးဖြစ်ကောင်းဖြစ်နိုင်တယ်။ဦးရဲ့အမြဲဒေါသထွက်နေတဲ့ပုံစံမြင်နေရတဲ့ပြို့အဖို့ဒီလိုပုံစံကပြို့အတွက်ပထမဦးဆုံးအချိန်လေးဖြစ်တယ်။မင်းမြင်မြင်သက်သာအောင်လုပ်ဦးဟာပြို့စိတ်ပူလို့လားငါကမင်းကိုဘာလို့ပူရမှာလဲမင်းတည်သွားရင်မင်းငါ့ပေါ်လှုပ်ခဲ့တဲ့ဟာတွေကိုမင်းပြန်ပေးဆက်ရမှာရှိသေးရဲ့မင်းကိုငါဒီတိုင်းသေခွင့်မပေးနိုင်ဘူးဦးရဲ့ပြောစကားကြောင့်ပြိုမျက်နှာတကာညှိုးသွားရပြန်နေဘာပဲဖြစ်ဖြစ်ပါလေဦးဒီလိုပုံစံလေးနဲ့တင်ပြိုကျင်တတ်ပါတယ်သူ့ဘက်ကကြည့်ရင်လည်းသူ့မှန်ပါတယ်လေအမားလှုပ်ခဲ့တာပြိုရဲ့မမပဲဟာပြိုဦးကိုတောင်းမှန်ပါတယ်ဦးရဲ့ပြိုဘက်ကဦးကျင်တဲ့အထိပြန်ပြီးတော့လှုပ်ပေးသွားပါမယ်ဒါပြိုဦးပေါ်လှုပ်ပေးနိုင်တာအကုန်ပဲပြိုဦးကိုအရင်ချိန်တွေကိုပြန်မပေးနိုင်ပေမဲ့အခုလက်ရှိမှာဦးကိုပြောအောင်စိတ်ကြည်နေမယ်ဆိုရင်ပြိုပါမဆိုလှုပ်ပေးဖို့အစင်သင့်မှာဦးရဲ့ဦးအတွက်ပြိုအမြဲအစင်သင့်ရှိပေးတာဦးရဲ့အကျဉ်းသားတယောက်လိုနေရလေခြေနဲ့မိပါတယ်ဦးရဲ့တပတ်ခန့်ကြာတဲ့အခါပြိုလဲစင်းုံကဆင်းလာပြီးငကိုတိုင်းပြန်ဖြစ်ဖို့အချိန်တော့နည်းနည်းယူရမယ်ဆိုပေမဲ့အရန်ကြီးတော့မစိုးလာတော့ပြိုဦးရဲ့တာဝန်တွေအိမ်တန်ရှင်းတွေတော့လုံနိုင်နေပြီဒါပေမဲ့ပြုတ်ကိုပြန်ရှောင်လောက်ခိုင်းထားတဲ့နှင်းစီပန်းလေအရင်ကထက်ပိုပိုနှွမ်းချောင်းနေတော့ပြိုဝမ်းနေမိရဲ့ဒါပေမဲ့ပြိုလက်မလျှော့ခြင်းဘူးဒီပန်းလေးသာပြန်ရှင်လာရင်ဦးစိတ်တဲပျော်ရွှင်သွားမယ်လို့ပြိုထင်တယ်ဦးကိုပြောအောင်ပြိုလုပ်ပေးခြင်းနဲ့ဒါကြောင့်ဒီပန်းလေးကိုပြိုရအောင်ဂယုတဆိုင်နဲ့ပြိုစုပြိုထောင်ဖို့ပြိုဆုံးဖြတ်ထားတယ်ပြိုပန်းအိုးလေးကိုကန်ပြီးကြည့်နေချိန်မှာပင်ရန်ဒါမှာဦးရဲ့ကြည့်နေရကိုပြိုတတိမထားမိခဲ့ပြီငါသူ့ဘော်လောက်တာများလွန်များလွန်နေပြီလားသူ့ပုံစံကငါအရင်ကတွေးခဲ့ရနဲ့ဘာလို့ကွဲပြားနေရလဲအရင်ကတွေတော့ဒီလိုပုံစံမဟုတ်ပါဘူးအရင်တော့ငါတွေးခဲ့တဲ့ပုံစံကလုံးဝမာနကြည့်ပြီးအမားလှုပ်ထားပြီးတောင်းမှန်မပြောနဲ့အမားကိုသိနေရတာမသိမျက်မြင်ပြုတ်တတ်တဲ့သူမျိုးငါခုကြုံနေရတဲ့ပုံစံနဲ့တော့တခြားစီပဲဘာလို့ပြောင်းလဲသွားတာလဲအရင်ပုံစံအတိုင်းဆိုရင်ငါ့ကိုအသေးလူဖို့လုံးဝမဖြစ်နိုင်တဲ့ကိစ္စပဲဦးအတွေးတွေနဲ့အိမ်အောက်ကိုဆင်းလာခဲ့ပြီးပြိုဦးကိုတွေ့တော့ထိုင်နေရမှထကား။အိုးဘာလို့အဲ့လိုလဲ။မင်းအဲ့ဒီပန်းကိုပြန်ရှောင်လုပ်ဖို့ကမင်းတောင်းနော်။မင်းအဲ့ဒီပန်းကိုပြန်ရှောင်မလုပ်နိုင်ရင်မင်းငါလက်ထဲမှာသိရမယ်။ဟုတ်ဦး။အဲ့ပန်းပြန်ရှင်လာတနေ့ကျရင်တော့မင်းငါအပေါ်ငါမိသားစုပေါ်လှုပ်ခဲ့သမျှအရာအလုံးတွေငါမင်းကိုခွင့်လွှတ်ပေးလိုက်မယ်။ရှင်။ဦးစကားကြောင့်ပြုံးမြက်လုံးလေးပြူလို့အံ့ဩသွားကမျက်ဝန်းမှာလင်းလက်လို့အပြုံလေးတန်းလာခဲ့တယ်။ဦးကတော့ပြောပြီးအိမ်ထဲကိုတန်းလို့ပြေးဝင်သွားခဲ့တယ်။ပြိုမိဖို့ကြောင့်နဲ့တန်ရှည်လုံးနေတော့ဦးရဲ့လမ်းခေါ်မှုကြောင့်အပြေးလေးလာကြည့်ရောပြိုရှင်းဦးလာပြီ။ပြိုအိမ်ရှိရောက်တော့မြင်ရတဲ့အရာကြောင့်အနှဲငယ်ထိတ်လန့်သွားရတယ်။ဦးဒါကပြိုမိဖို့ကြောင့်နဲ့မှထွက်လာတဲ့အခါမြင်လိုက်ရတဲ့အရာကသပင်ကုတ်ဝဲလေးနဲ့မျက်နှာဖောင်းအေးလေးနဲ့ဖြို့အုပ်နေတဲ့အသားရည်ရှိပြီးမျက်ဝန်းတွေမှာဝိုင်းဆက်လို့ချင်းစရာကောင်းလာပြီးဝှေးချဲပေါ်မှာထိုင်နေခဲ့တဲ့ကောင်မလေးကိုပင်။အိုးသူကဒါငါရဲ့ညီမဖြစ်သူရှင်းတန့်ပြူကားတိုင်မှုကြောင့်အောက်ပိုင်းတည်ပြီးလမ်းလျှောက်လို့မရတော့တာရှင်။ပြိုကြကြချင်းမျက်ရည်တွေကထိန်လို့မရနိုင်ခဲ့ချက်ချင်းဆိုသလိုပင်ကြာဆင်းလာတဲ့မျက်ရည်တွေဖြူအနာကိုတဖြည်းဖြည်းတိုးသွားတယ်။ဖြူလေဖြူအနုညွတ်တောင်းမှန်ပါတယ်။ပြိုကြောင့်အခုလိုဖြစ်သွားရတာ။ဖြူလေးရှိမှအလိုလိုထောက်မိသွားတဲ့ဒူးတွေလက်ရည်မိုးတွေကိုရက်တံဖို့နှိလန်းမရှိခဲ့။ပြိုကြောင့်ဒီလိုဘဝမျိုးရောက်ခဲ့ရတဲ့အတွက်ပြိုတောင်းမှန်ပါတယ်နော်ဖြူလေးဖြူဖြူအူအူလေးနဲ့ဖောင်းအိနေရဲ့မျက်နှာလေးမှာတင်းမာနေခဲ့တဲ့မျက်နှာထားမှပြုံးလိုက်က
ရပါတယ်မမပြိုမမပြိုတမင်တက်တက်လောက်တာမှမဟုတ်တာကိစ္စမရှိပါဘူးဖြူလေးဘာမှဖြစ်ပါဘူးမမပြိုကံပါလာလို့ပဲတတ်မှတ်လိုက်ပါတယ်ဒါကြောင့်မမပြိုလည်းစိတ်ထဲမထားပါနဲ့နော်ပြိုပါပဲပေးဆက်ရပြိုပေးဆက်ဖို့အဆင်သင့်မှာထားပါမမပြိုဒီလောက်တိမလိုပါဘူးမမပြိုရဲ့ဖြူလေးလည်းခုမှစေးုံကဆင်းလာတာဆိုတော့ပင်မနေပြီမလားယင်ပြိုဖြူလေးကိုအခန်းထဲလိုက်ပို့ပေးလိုက်ဟုတ်ဦးပြိုဖြူလေးကိုအခန်းထဲကိုလိုက်ပို့လို့ဂရင်ဘော်ကိုတင်ပေးခဲ့ကဖြူလေးရဲ့အဝတ်စားတွေကိုတည်တက်စွာတင်ဆက်လို့ပြီးသွားတော့ပြိုလည်းအခန်းထဲမှပြန်လို့ထွက်လာခဲ့တော့တယ်ဖြူလေးနားနေအောင်နော်ပြိုဖြူလေးအတွက်စားဝတ်တစ်ခုသွားလုပ်လာပေးမယ်ဟုတ်မမပြိုဖြူလေးအခန်းမှာထွက်လာပြီးဧကန်းကိုဖျက်လျှောက်လာပြီးမိဖို့ကန်ရောက်လို့ဆက်ဆက်ပြိုနားရဲကြားလိုက်ရတဲ့ခေါ်တန်းကြောင့်လှည့်ကြည့်လိုက်တော့ဦးဖြစ်နေခဲ့တယ်ရှင်ပြို့ကိုဗမြခိုင်းစာရှိလို့လဲဦးမင်းငါခနဲ့ခဏလိုက်ခဲ့ဟုတ်ဦးပြို့ဦးရဲ့အနောက်ကနေခေါင်းလေးငုံလို့လိုက်သွားခဲ့တယ်ဦးပြို့ကိုဗပြောချာရှိလို့လဲဖြူကအမဲသားဟင်းတို့ဝက်သားဟင်းတို့မစားဘူးဟုတ်ဦးဦးနံခမ်းပါကပြောလိုက်တာနဲ့လက်ထဲစောင်းနဲ့ပေါ်ပင်ကိုကင်လို့အာယုံဆိုင်နေတဲ့ပုံစံလေးကမခိုတရုံနဲ့ချစ်စရာကောင်းနေခဲ့တယ်နောက်ပြီးတော့ဖြူကပစွန်နဲ့လုံးဝမတည့်ဘူးစားလိုက်တာနဲ့ရားပြီးတော့အဖူတွေထွက်တယ်ဟုတ်ဦးပြိုတေချာမှတ်ထားပါမယ်သူစားရင်ကြက်သားတို့ငါးတို့အသီးရွက်တို့လောက်ပဲစားတာဟုတ်ဦးမင်းသူ့ကိုတေချာဂရုစိုက်ပေးလိုက်စိတ်ကြပါဦးပြိုတေချာဂရုစိုက်ပေးမှာပါသူအခုလိုဖြစ်ရတာပြိုကြောင့်မှပြိုအမားကြောင့်အခုလိုတွေဖြစ်ရတာပြိုအနှွညွတ်တောင်းမှန်ပါတယ်ငါမင်းကိုနောက်တစ်ခုပြောချာရှိသေးရဲ့ဟုတ်ဦးကိုအမားလောက်ထားတာမရှိပဲနဲ့ဘယ်တော့မှမတောင်းမှန်နဲ့ဦးမညွတ်နဲ့ငါလုံးဝမကြိုက်ဘူးအားနေတာကိုဟုတ်ဦးပြိုလည်းဖြူလေးစားဖို့အတွက်ပြင်ဆင်ပေးရအောင်မှာမို့အခန်းထဲမှပြန်ပြီးတော့ထွက်လာခဲ့တော့တယ်ဖြူလေးကရင်ပေါ်မှာအကောင်လေးမိရင်းနဲ့စိတ်တွေကတော့အတွေးတွေကိုထိုးစစ်နေခဲ့တယ်ငါတို့ဘဝတွေကိုဒီလိုတွေဖြစ်အောင်လုပ်ထားရလို့လုံးဝခွင့်မလွတ်နိုင်ဘူးငါလက်စားပြန်ချေရမှာချိန်နဲ့မယ်ငါတို့ခံစားခဲ့ရတယ်လို့သူလည်းပြန်ခံစားစေရမယ်ဘဝမှာနှောင်ကျင်သွားစေရမယ်ငါတို့မျက်ရည်တစ်ပေါက်ပေါက်နဲ့ကြခဲ့ရတယ်လို့မင်းလည်းကြစေရမယ်အဲ့ဒါငါရဲ့ဆန္ဒပဲနင့်ကြောင့်ငါအခုလိုဒုက္ခိတာဖြစ်ရတာငါအကိုဘွားပြက်ခဲ့ရတာငါအမေနဲ့အဖေတည်ခဲ့ရတာငါပြန်လုံမှာလုံတော့မလွန်ပါဘူးနော်အသက်မဲ့တဲ့မဲပြုံးကိုကြစ်ကြစ်ပအောင်ဆုပ်ထားပြီးအမုန်းတရားတွေပြင်းနေနေတဲ့မျက်နှာထားချစ်စရာကောင်းတဲ့အမိုးရှာကနေပြောင်းလဲသွားတဲ့ဖြိုလေးကြောက်မက်ဖွယ်ရာကောင်းလွန်းလာတယ်ဖြိုလေးအတွေ့အကြုံကြီးစိုးနေချိန်တကားခေါက်လိုက်တာကပြိုဝင်လာခဲ့မယ်နော်ဖြိုလေးဟုတ်မမပြိုဝင်လာတော့ဂရင်ပေါ်မှာမှီပြီးထိုင်နေတဲ့ဖြိုလေးကချိုသားတဲ့အပြုံးလေးနဲ့ပင်လာခဲ့လေမမပြိုခြေထောက်တွေကိုရှေ့ဆက်လျှောက်လို့ဖြိုလေးအတွက်နွားနို့နဲ့ကိမ်မို့ပြင်လာပြီးရဲ့ဖြိုလေးလိုအပ်လို့ရှိရင်ပြို့ပြောနော်ပြိုအားလုံးလုပ်ပေးမယ်ဟုတ်မမပြိုဒါဆိုပြိုလုံးစရာလေးရှိရလေးပဲလုပ်လိုက်အောင်မယ်နော်လူရာရှိရင်လှမ်းခေါ်လိုက်နော်ပြိုလေးဒါဆိုပြိုလုံးစရာရှိရလေးပဲလုပ်လိုက်အောင်မယ်နော်လူရာရှိရင်လှမ်းခေါ်လိုက်နော်ဖြိုလေးဟုတ်မမပြိုလုံးစရာရှာသွားလုပ်ပါဖြိုလေးအဆင်ပြေပါတယ်ဒါဆိုပြိုသွားပြီနော်ဖြိုလေးအခန်းမှာထွက်လာခဲ့တော့တယ်နှင်းစီပန်းလေးရဲ့မင်းဆက်ဆက်အသက်ပြန်ရှင်ရမယ်နော်မင်းဟာပြိုရဲ့မျောလင်းချက်လေးပဲမင်းမရှိလို့မဖြစ်ဘူးနှင်းစီပန်းလေးရဲ့မင်းလှပစွာနဲ့ဖိုးပွင့်လာဖို့လိုတယ်မင်းကငါအကောင်ဆုံးပြုစုပြိုးထောင်ပေးမယ်မင်းလည်းငါ့ကိုပြန်ပြီးတော့မျောလင်းချက်လေးကိုအကောင်ထဲဖော်ပေးရမယ်နော်ပြို့ကိုချစ်တယ်ဆိုရင်အကောင်ဆုံးရှင်သန်ပွင့်လန်းလာပြီနော်ဒါမှဦးကပြို့ကိုခွင့်လွှတ်ပေးမှာအဲ့ဒါမင်းလေးသိရလားနှင်းစီလေးရဲ့ပြိုတယောက်တည်းနှင်းစီလေးကိုရေလောင်ရင်နှင်းစီလေးနားပူအောင်အဖွားကိုပေါက်စားလေးလို့ပပောက်ဖောက်နေတဲ့ပုံစံလေးမှာကလေးတယောက်လိုဖြူစင်ပြီးအလွန်ပင်ချစ်ဖို့ကောင်းခဲ့တော့တယ်။ပျော်ပျော်ရွှင်စရာအပြုံးတွေနဲ့နှင်းစီလေးကိုရှေ့လောင်းခဲ့ရင်ပြိုလက်ကိုခေါင်းကိုဖိအုပ်ပြီးအော်မိလိုက်ကလက်ကိုဖယ်လို့ကြည့်လိုက်တော့ရဲတောင်နေတဲ့သွေးတွေနှစ်ဖူးအထက်မှစီးကျလာတဲ့သွေးတွေမှာဖြာကျလို့နေခဲ့တော့တယ်။ရန်တာမပန်အိုပြုတ်ကျလာတဲ့အရှိန်ကြောင့်ပြုတ်အိုကောင်ကိုလက်လေးနဲ့အုပ်ပြီးပြန်ယုံလို့ကြည့်လိုက်ချိန်မှာလက်မရဲတောင်နေတဲ့သွေးတွေကိုတွေ့လိုက်ချိန်ပြိုထိတ်လန့်လို့တတိမိမျောသွားခဲ့တယ်။ပြိုမင်းဘလို့ဖြစ်နေရလဲ။တတိထောင်းလေပြန်ကျန်းနေရဲ့ပန်အိုကွဲစာတွေနဲ့သွေးတွေကြားမှာတတိမနေတဲ့ပြိုကိုဦးမြုံဝန်းနေတွေ့သွားတော့ပြိုနာကိုပြေးသွားလို့လက်လေးကိုကိုင်ကအပူတပင်ဖြစ်နေတဲ့စိတ်တွေကမျက်နှာမှာအထင်သာပေါ်လို့နေရဲ့ပြိုတတိလေးထားပါအောင်ပြိုဘလို့ခေါ်ကဘာကြီးနဲ့အဆက်ပြတ်သွားသလိုလုံးဝတတိပြန်မလဲလာခဲ့တော့ဦးပြိုကိုပွေးချပြီးတော့အခန်းထဲကိုခေါ်ဆောင်လာခဲ့ပြီးဂရင်မော်ကိုအသာရချလိုက်ကပြိုဘလို့ဖြစ်တာလဲတတိလေးထားအောင်လေ
ဦးစေးတစ်တာကိုယူဖို့အခန်းပြင်ကိုထွက်သွားခဲ့တော့အဲ့ဒီအခန်းတကားဝကိုရောက်လာသူမှဖြူလေးပင်တကားလေးကိုအသားလေးတွန်းဖွင့်လိုက်တော့သွေးတွေနဲ့တတိမင်းရဲ့ပြုတ်ကိုကြည့်ပြီးဒါအစပဲရှိသေးရဲ့နော်ငါမင်းကိုပေးမဲ့လက်ဆောင်တွေအများကြီးရှိသေးရဲ့မင်းစောင့်နေလိုက်ဒီပန်းအိုးလောက်ကဘာမှမဟုတ်သေးဘူးနောက်ဒီထက်ပိုပြီးရင်ခုံစရာလက်ဆောင်တွေမင်းအတွက်ငါပြင်ထားသေးရဲ့မင်းစောင့်ကြည့်နေလိုက်ဖြူလေးရတကားလေးကိုပြန်ပိတ်လို့ပြန်ထွက်သွားခဲ့ပြီးခဏအကြာမှဦးဟာစေးတစ်တာယူပြီးအပြေးလေးအခန်းထဲကိုပြန်ဝင်လာခဲ့တယ်ဆေးလေးထည့်ပေးနေရင်မင်းဘာလို့ဒီလောက်ထိနမောနမဲနိုင်ရတာလဲမင်းလှုပ်လိုက်ရင်အမြဲအဲ့လိုပဲဘာလို့ဒီလိုတွေဖြစ်နေကြရလဲမင်းဒီထက်ပိုပြီးတတိယရှင်ကောင်းပါမင်းအနားမှာအန်ဒီယရီဝိုင်းနေရဆိုတာမင်းသိရလားမင်းဘာလို့ဒီလောက်ဟာကွာဦးပြောရင်းနဲ့ထိန်မရခဲ့တဲ့မျက်ရည်တွေကရေစည်းကမ်းပြိုလိုက်ခဲ့တော့တယ်အာခေါင်းနာလိုက်တာဟင်ငါဘယ်ကိုရောက်နေရလဲခေါင်းလေးကန်ပြီးမျက်လုံးပွင့်လို့တတိယလာတဲ့ပြိုဘေးပတ်ဝန်းကျင်ကိုကြည့်ပြီးနေရာစိမ့်သလိုနဲ့တမ်းပြီးခန်းစားလိုက်ရတဲ့ခန်းစားချက်ဟင်ငါဥခန်းနေရောက်နေရပဲငါဘယ်လိုရောက်လာတာပါလဲဥခန်းနေကိုပြိုတွေးရင်ပြာများနေခြင်းဝင်လာခဲ့တဲ့သူမဦးမင်းတတိယလာပြီလားဒီမှာမင်းအတွက်စံပြုတ်လောက်လာတယ်တောက်လိုက်အောင်ဟုတ်ဦးမင်းဘာလို့ကိုဘယူးမဆိုင်တာလဲပြိုတတိမထားမိလိုက်လို့ပါဦးရဲ့တောင်းမှန်ပါရဲ့နော်အခုငါမင်းကိုတောင်းမှန်ခိုင်းညာမဟုတ်ဘူးကိုဂယူးဆိုင်ဖို့ပြောနေတာဂယူးမဆိုင်တော့အခုအကုန်လုံးအလုံးရှုပ်ကုန်ရပြီမဟုတ်လားမင်းကြောင့်ဟုတ်ဦးပြိုနောက်တစ်ခါတတိထားပါမယ်စကားတွေရှေ့ဝေပြောမနေနဲ့စားကြရှာစားပြီးကြရင်မင်းရဲ့တရားကိုဆေးထည့်ပေးမယ်ဟုတ်ဦးဒီမှာအကြိုက်ခဲပြောက်စီပြီးကြရင်တောက်လိုက်ဟုတ်ဦးပြိုဆန်ပြောတောက်ပြီးလို့ဆေးလဲတောက်ပြီးခဲ့ပြီဦးပြိုတောက်လို့ပြီးပြီဦးနှက်ခမ်းပြားကတိတ်ဆိတ်လို့နေခဲ့တယ်လက်လေးကတော့ဆေးတစ်တာကိုဖွင့်လို့ဆေးထုတ်လို့ပြီးချိန်မှာဟိုဘက်ကိုလက်ဟုတ်ဦးပြိုလဲလိုက်တော့ပြိုဦးကောင်းပေါ်တင်လိုက်တဲ့ဆေးကြောင့်စူးကနေနာကျင်မှုကြောင့်အော်တန်လေးထွက်မိသွားတော့ဦးမြုံကပြို့တစ်ချက်စောင့်ကြည့်လိုက်ကနည်းနည်းတော့နာမှာပဲနည်းနည်းလောက်တီးခံလိုက်ဟုတ်ဦးအဲ့လိုမနာခြင်းအစတည်းကကိုဂယုစိုက်ရမှာဂယုမှမစိုက်တာဦးကလည်းမတော်တဆဖြစ်သွားတာကိုစင်ကြယ်တွေမကြားခြင်းဘူးငါလိုချင်တာအဲ့လိုမတော်တဆမဖြစ်အောင်ကိုဂယုစိုက်ဖို့ပဲဦးနောက်ကချွေချလိုက်တဲ့စကားကြောင့်ပြိုကောင်းလေးငုံလို့မျက်နှာလေးညှို့သွားခဲ့တော့ဦးလက်လေးကိုနှကန်းသားတေးလို့စေးလင်းပေးပြီးပြီဒီနေ့တော့မင်းနာလိုက်စားဖို့အတွက်ငါပဲလှုပ်လိုက်မယ်ရပါတယ်ဦးရဲ့ပြိုလှုပ်လိုက်ပါမယ်ပြိုလှုပ်နိုင်ပါတယ်စကားမရှိနဲ့နားဆိုနားလိုက်နောက်တဲ့စကားအပုံပြောနဲ့ဟုတ်ဦးရဲ့အော်တန်ကြောင့်ပြို့နှကန်းလေးမဟာရဲလောက်အောင်နှကန်းနှစ်ချမ်းကိုစီးလို့ပိတ်သွားတယ်ထမင်းစားကန်မှာပြိုနဲ့ဖြူလေးဦးတို့နဲ့အတူထမင်းစားလို့ပြိုထမင်းကိုပါဇက်ထဲမှာစားလိုက်ခြင်းဝါဦးလေးရကကောင်းလိုက်တာဦးကဟင်းချက်တက်တာလားပြောလိုက်တော့ဦးရဲ့မျက်နှာကနေတီတီလေးဖြစ်ကနေမထိထိုင်မတန်နဲ့ဟိုဘက်လှည့်သွားပုံလေးကချစ်စရာပင်ဟုတ်တယ်မမပြိုရဲ့ကိုကွာဟင်းချက်တိတ်တော်တာမမပြိုမသိဘူးလားအရင်တော့ဆိုသူကိုယ်တိုင်ပဲဟင်းချက်ကြွေရလေဖြူလေးတို့ကိုဦးကတော်လိုက်တာမမပြိုရဲ့ကောင်းဝတန်ရတက်တာရဲ့လားယင်တက်တာနေပါပြီဖြူလေးရဲ့ဂယူးစိတ်ပါမမပြိုရဲ့ဖြူလေးပြင်စိတ်ပူသွားပဲမမပြိုဖြစ်တော့ဆိုမမပြိုကံများနေနေမလားလို့မသိဘူးဒီလိုတွေခဏခဏဖြစ်နေတာမမပြိုဖျားများရှစ်ကိုရမယ်နော်ဟုတ်ပါပြီဖြူလေးရဲ့ပြိုတက်တာနေပါပြီစိတ်မပူနဲ့တော့နော်ဟုတ်မမပြိုဖြူလေးပြောပြတာကြောင့်ပြိုအံ့အားသင့်ရတာတော့အမှန်ပဲခန်းတန်ပြီးမာကြောတဲ့သူမလေးအနုပညာဇန်နဲ့နှလုံးသားရှိပါသေးလားဆိုပြီးလက်တွဲလေးတောင်ရသွားခဲ့မိရတော့အမှန်ပဲပြိုတဲ့အရသာရှိလာတဲ့ဟင်းတွေကိုပျော်ရွှင်မိရင်ဆက်စားလို့နေမိခဲ့တော့တယ်ပြိုအပေါ်တက်မှာတန်ရှင်းလို့လှဲချင်းနေခဲ့ကလေကားတွေအနာရောက်လာတော့လေကားရင်အနောက်ကနေရုတ်တရက်ရောက်လာတဲ့အရာအဲ့ဒီအရာကြောင့်ပြိုတပြက်စီးလက်ရင်ကွေးဝိုင်းနေပြီးရှည်လျားတဲ့လေကားပေါ်မှာလိမ့်ကပြုတ်ကျလို့အုပ်ဆောင်နဲ့ခိုင်းမိလို့စီးကျလာတဲ့သွေးတွေနဲ့အတူအောက်ဆုံးထိပ်ကိုရောက်သွားချိန်မှာတော့ပြိုတတိမရှိတော့ပြီလေကားရဲ့အပေါ်ဆုံးမှာတော့အသက်မဲ့တဲ့အပြုံးတပွဲနဲ့ကြီးနေခဲ့သူမှဖြူလေးတခါတည်းဒီနေရာမှာတည်သွားရင်ကောင်းမယ်ကိုအိမ်ပြန်မလာခင်တော့မင်းအဲ့မှာပဲနေလိုက်တော့သူပြန်လာတဲ့အချိန်ထိမင်းအသက်ရှင်နေသေးရင်တော့မင်းအသက်ကတော်တော်ပြင်းတယ်လို့ဆိုရမယ်ညနေ9 နာရီဦးအလုံးမပြန်ရောက်လို့အိမ်ထဲကိုဝင်လိုက်ချိန်ပြိုဦးရဲ့မျက်ဝန်းလေးပြူးလို့တတိမနီရဲ့ပြို့တွေ့သွားတဲ့အခါခြောက်ချလို့ဘာလို့ပါကန်ရမယ်မသိဖြစ်ခဲ့ရပြီးလဲနေရဲ့ပြို့ကိုပွေချီကရင်ခွင်ထဲကိုပိုက်လို့မင်းဘလို့ဖြစ်ပြန်တာလဲဒီလောက်လေးတောင်တတိမထားဘူးလားကွာဦးနှုတ်ပြားမှာစကယ်လုံးတွေထွေးချလို့ပြို့ကိုပွေချီကဆေးရုံကိုကားနဲ့အပြေးလေးခေါ်ဆောင်လို့သွားခဲ့ရင်
ပြောခဏလေးပဲစဆေးရုံကိုခဏနေရောက်တော့မှခဏလေးတောင်းခံပေးထားအောင်ဦးအရှိန်ကိုအမြင့်ဆုံးမှတိမ်မောင်လို့တွားခဲ့ကဆေးရုံကိုရောက်လို့တွားခဲ့တယ်အရှိဘော်ခန့်မှာဆရာဝန်တွေပြရာခတ်လို့နေရဲ့ပြုတ်ဦးကောင်ကသွေးထွက်လွန်နေရမို့စိုးရင်ရတဲ့အခြေအနေကြားမှာဆရာဝန်တွေပြများနေခဲ့ခြင်းပင်ဒေါက်တာပြုတ်အခြေအနေဘယ်လိုရှိတယ်သွေးထွက်လွန်တာကိုတော့ထိန်းထားလိုက်နိုင်ပါပြီခေါင်းကိုလည်း10ကျက်လောက်ချုပ်ထားတယ်အခုကတော့သတိမိနေတော့မှသတိရလာမှအခြေအနေကြည့်ရမယ်ဆရာဝန်ထွက်လို့သွားတော့ဦးရဲ့မျက်ဝန်းတွေမှာဝမ်းနေမှုတွေကတရရိပ်နဲ့တန်းရဲ့ပြိုကိုတောင်းပန်ပါတယ်ကိုမီးကိုမကောက်ွယ်ပေးနိုင်ခဲ့လို့ကိုတောင်းပန်ပါတယ်ဦးပြိုလဲလို့မျက်ရည်တွေကလည်းထိမရခဲ့ပြီးနာကျင်မှုနဲ့တူစီးကျလာတဲ့မျက်ရည်တွေကထင်ထားတာထက်ကိုပိုနာကျင်ခဲ့ရတော့တယ်ယောက်ျားရှဲမှကြည့်မှုမျက်ရည်ကျယုံလောက်ပဲဆိုပေမဲ့နှလုံးသားထဲမှာမျက်ရည်မိုးတွေရွာသွန်းဖြို့လို့အော်ဟစ်လို့အိုနေခဲ့မိအားဦးရုတ်တရက်ထားလို့ညံစမ်းတဲ့ခြေလမ်းတွေနဲ့ရှောက်လန်းလို့အလော်တကြီးနဲ့ထွက်သွားခဲ့တာကတယောက်ယောက်စီကိုအပြေးသွားနေခဲ့ပြီးဆိုတော့အမှန်ပဲ။ဦးရုတ်တရက်ထားလို့ညံစမ်းတဲ့ခြေလမ်းတွေနဲ့ရှောက်လန်းလို့အလော်တကြီးနဲ့ထွက်သွားခဲ့တာကတယောက်ယောက်စီကိုအပြေးသွားနေခဲ့ပြီးဆိုတော့အမှန်ပဲ။ဖြူကိုအလော်တကြီးနဲ့ဘာဖြစ်လာလဲ။ဖြူမင်းလုံနေရတယ်မတော်နိုင်သေးဘူးလား။ဆေးရုံကနေအပြေးပြန်လာခဲ့ပြီးလာတွေ့ရဲ့သူမှာညီမဖြစ်သူဖြူကိုပင်ဘာလို့လဲကိုဖြူမင်းပြို့တခုမဟုတ်တခုအမြဲလုံနေရအောင်ကိုမသိဘူးထင်နေလားကိုပြောတာတော့ပါတော့ဖြူနောက်ကျရင်နောင်တရစာတွေဖြစ်လာမယ်အဲ့ဒါကြောင့်ကိုစကားနားထောင်ပါနော်ဟာလေကိုကညီမလေးတို့ကိုဒီလိုဖြစ်အောင်လှုပ်ထားတာသိရနဲ့တော့ခါနေရလားကိုပြောစကားနားထောင်ပါအခုလုံနေရပြီးရက်ပါတော့တော့ပါတော့ဖြူမရက်နိုင်ဘူးကိုဖြူလက်စားပြန်ချင်ရမှာကြိတ်နဲ့မှာဖြူမင်းကွာကောင်းပြီလေမင်းလုံးမယ်ဆိုရင်လည်းလုံငါကလည်းသူ့ကိုရအောင်ကောက်ွယ်မှာဘာလို့လဲကိုအဲ့မိမောင်ဘာလို့ကောက်ွယ်နေရလဲဘာလဲဖြူတို့သူလှုပ်ခဲ့သမျှတွေမေ့သွားလားဒါမှမဟုတ်ကိုသူ့ကိုချစ်မိသွားလို့ဖြူတို့အပေါ်လှုပ်ခဲ့သမျှတွေကိုချစ်အေးပေးလိုက်တာလားကိုအချစ်တစ်ခုတည်းအတွက်တန်လို့လားဦးဖြူကိုကြော်ခိုင်းလို့ခဏအကြာမှညဝန်းတွေကဖြူကိုစောင့်ကြည့်လို့မင်းထင်ကျင်တယ်လို့ထင်နိုင်တယ်ဦးစကားဆုံးလို့သွားတာနဲ့မျက်နှာလေးကိုတဲမက်လို့ထွက်သွားခဲ့တာဖြူတစ်ချက်တောင်လှည့်မကြည့်တော့ပေ။ဦးပြုတ်ကလေးနားမှာပြိုးလက်ကိုကိုင်းလို့အိပ်ပျော်လို့နေချိန်ပြိုးလက်လေးပဲလှုပ်လို့တတိရလာတော့ဦးလက်နိုးသွားခဲ့ကပြိုးမင်းတတိရလာပြီလား။ဦးပြိုးဘယ်ကိုရောက်နေရလဲ။မင်းလေကလိမ့်ကြပြီးဆေးကိုရောက်နေရ။ဘယ်လိုလုပ်ပြီးလေကနေပြုတ်ကြရလဲ။ပြိုးချေချော်ပြီးတော့မတော်တဆပြုတ်ကြတာပါ။ပြိုးဦးအနောက်ကနေဖြူလေးတွန်းချရဲဆိုတာပြောလို့မဖြစ်ဘူး။သူတို့နှစ်ဦးပြဿနာဖြစ်မှာပြုတ်မလို့လား။လေကားပေါ်ကပြုတ်ကြတော့ကအနောက်ကနေဖြူလေးရှိနေရကိုပြိုတိခဲ့တယ်။သူ့အနေနဲ့လည်းလှုပ်ထိုက်ပါတယ်။သူ့ဘဝကိုဒီလိုဖြစ်အောင်လှုပ်ခဲ့တာကိုသူမုန်းမှာပေါ့။ပြိုနားလေပါတယ်။တေးကြလို့လား။တေးကြပါတယ်ဦးရဲ့။ပြိုဦးရဲ့မျက်နှာကိုမကြည့်ရဲ့မူသားဆိုထားတာမို့ကိုမလုံလို့ပဲပြောရလိမ့်မလား။အဲ့ဒါဆိုလည်းနားလိုက်အောင်လေ။ကိုလှုပ်ရှားသွားလှုပ်လိုက်အောင်မယ်။ဟုတ်ဦး။ပြိုကျမ်းမာရေးကောင်းလို့ဆေးရုံကဆင်းလာခဲ့ပြန်တယ်။ပုံမှန်တိုင်းလှုပ်လို့နေရင်နှင်းစီပန်းအိုးလေးကိုညဝန်းထဲမှာတွေးလိုက်ရချိန်မှာသိရွက်နူလေးတွေထွက်နေရကိုတွေ့သွားတော့ပြို့ရဲ့ပါပြင်မှာအတိုင်းစားမရှိရဲ့အပြုံးလေးတွေဝေစာလို့နေခဲ့ပြီနှင်းစီပန်းမင်းလေးကပြိုမရှိတော့ကောင်းကောင်းရှင်းတန်နေရပဲပြိုအရန်ပြောတာပဲနှင်းစီလေးပြန်ရှင်းတန်လာတာကြည့်နေရတာကိုအိမ်ထဲကနေပြိုပြုံးပျော်ပြီးပျော်နေရကိုကြည့်နေခဲ့တဲ့ဦးလည်းအပြုံးတွေဝေနေခဲ့တယ်ဆိုတာပြိုမသိခဲ့ပြီဒီလိုလေးကြောက်လေချစ်ဖို့ကောင်းတာပဲဦးကြီးတို့ပြုံးကနှကန်းပြားမှရေရွမိလိုက်တယ်မီးရောင်စုံအောက်မှာတချင်းတန်တွေနဲ့စေကားနေခဲ့တဲ့ကလပ်လူတွေဟာမျိုးတိုးပျော်ပါလို့ကားနေကြပြီးအဲဒီလူတွေကြားမှာကာရင်ပျော်နေရဲ့အမရာမုံသူမအရက်ရှင်ကြောင့်ရီဝဝေနဲ့ကနေပြီးအမရာမုံအနာကိုတဖြည်းဖြည်းနဲ့ကတ်လာခဲ့တဲ့သစိမ်းယောက်ျားတစ်ယောက်မင်းကလေးကိုနဲ့တွေ့ပြီးကကြမယ်လေမင်းလှတွေကကို့ကိုဆွဲဆောင်နေရဲ့လာပါမင်းကလေးကိုနဲ့တွဲကားရအောင်ရှင်ဝဝေးသွားလိုက်တာကောင်းမယ်နော်ဘာလဲမင်းရရှက်နေရလားမရှက်ပါနဲ့မင်းလေးရလေလာပါဒီလောက်တောင်ဖြစ်နေတာတွားဆက်မှာမုံပြောရင်လက်ကအရှိန်နဲ့တွန်းချလိုက်တော့အဲ့ဒီလူကြီးမှသူ့နောက်မှာရှိတဲ့အုံနရံနဲ့တွားဆောင်မိလို့အဲ့ညာမှာသွေးတွေနဲ့လဲကျသွားခဲ့တယ်မုံသူ့ရဲ့လောက်ရကြောင်မေလဲလို့သွားခဲ့တယ်မင်းရများငါ့ကိုသွေးထောင်လှုပ်တယ်ပေါ့မင်းအဲ့အတွက်နောင်တရစီရမယ်မင်းနဲ့ငါရဲစခန်းရောက်မှရှင်းမယ်လာခဲ့
မုံလက်ကိုစောင့်ဆွဲကခေါ်သွားခဲ့ပြီးရဲစခန်းကိုတန်းပြီးခေါ်သွားခဲ့တော့တယ်။မလိုက်ဘူးလှုပ်မလိုက်ဘူးမုံပြောလဲမရအတင်းဆွဲခေါ်သွားခဲ့တယ်။သမီးဘလို့ဖြစ်တာလဲမမေမပူနဲ့သမီးမမေရှင်းမယ်ဒီကလူချင်းမရဘလို့ဖြစ်စေချင်တာလဲမင်းရဲ့သမီးကကျုပ်ရဲ့ခေါင်းကိုသွေးထွက်အောင်လှုပ်လိုက်တယ်အဲ့အတွက်ရော်ကြေးပေးရမယ်မပေးနိုင်ရင်ထောင်ထဲကိုဝင်ဒါပဲနှစ်လန်းထဲကကြိုက်တာရွေရော်ကြေးကဘလောက်မလို့လဲ300ရှင်အဲ့လောက်တောင်လားဘာလဲမပေးနိုင်ဘူးလားမပေးနိုင်ရင်ထောင်ထဲကိုဝင်အဲ့လိုတော့မလုပ်ပါနဲ့ပေးဆိုပေးပါမယ်နည်းနည်းလေးတောင်ရှော့မရတော့ဘူးလားမရဘူးလုံးဝပဲတခြားနည်းလမ်းရောမရှိဘူးလားမရှိရတော့မဟုတ်ဘူးအဲ့လိုကြီးကပြောရင်လည်းမမေအနာကိုကတ်လို့တီတူပြောတာကခမရသမီးနဲ့တညပေးနေမယ်ဆိုရင်တော့အဲ့ရော်ကြီးကိုလုံးဝပေးစရာမလိုတော့ဘူးဘယ်လိုလဲကောင်းတယ်မလားရှင်အဲ့ရော်ကြီးကိုတော့မပေးနိုင်ဘူးလားအဲ့ဆိုလေထောင်ထဲတာဝန်ဖို့ပြင်ထားတော့ကောင်းပြီလေကျမသဘောတူတယ်တကယ်လားဟုတ်တယ်အဲ့တော့ကျမသဘောတူတယ်ဒါပေမဲ့အခုတော့မဟုတ်ဘူးနော်ကျမပြန်ပြီးတော့ဆက်သွယ်မယ်အဆင်ပြေရမလားโอเคလေကောင်းပြီလာသမီးသွားမယ်ဟုတ်မမေနဲ့မုံအပြင်ထွက်လာတော့မုံကစကားစမိလိုက်တယ်မမေသမီးတို့အဲ့300ဘယ်လိုရှာမှာလဲအဲ့300ကိုပေးစရာမလိုပါဘူးသူကသမီးနဲ့တညအတူပေးနေမယ်ဆိုရင်ပေးစရာမလိုတော့ဘူးတဲ့မမေသဘောတူခဲ့လိုက်တယ်မမေအဲ့လောက်ထိမလန့်ပါနဲ့သမီးနေရာကိုဟိုကောင်မပြိုးဆဲသူအစားထိုးလိုက်ရပြီ哦ဟာဟုတ်တာပဲသူရှိနေတာမေ့သွားတယ်ဒါပဲလေမမေနဲ့မုံအပြုံးတွေနဲ့ပြန်ထွက်လို့သွားခဲ့တော့တယ်ဖုံးလာတဲ့ကြားလို့ပြိုကန်လိုက်ကဟယ်လိုပြိုမင်းမနေ့ပြန်အိမ်ကိုလာခဲ့အောင်ဘာဖြစ်လို့လဲမမေနင်ကတော့ပြင်မေးပိုင်ခွင့်မရှိဘူးလာဆိုလာခဲ့ဟုတ်မမေပြိုစကားလေးဆုံးသွားတာနဲ့တစ်ဖက်ကချသွားတဲ့ဖုံးတဲ့မမေတို့ဘာဖြစ်လို့ပါလဲငါမနေ့ပြန်သွားကြည့်အောင်ပါလေတခုခုဖြစ်လို့လားမသိဘူးငါစိတ်ပူလိုက်တာဘာမှဖြစ်ပါစေနဲ့မမေနဲ့မမဘာမှဖြစ်ပါစေနဲ့မနေ့ပြန်ကြရင်တော့ငါအမြန်ဆုံးနဲ့ဆက်ဆက်ရအောင်သွားရမယ်မမေတို့ပြုတ်ဘာလို့ခေါ်တာပါလဲတခုခုများဖြစ်လို့လားဘာမှဖြစ်ပါစေနဲ့ငါမြန်သွားမှဖြစ်မယ်ပြုတ်အလော်တကြီးနဲ့စိတ်တွေကမတိမ်မငြိမ်အမေနဲ့မမကိုပြုတ်စိတ်ပူနေမိရင်ခြေလမ်းတွေမှာခက်သက်သက်ရှောင်းနေမိခဲ့တော့တယ်ပြိုဘဲကိုအဆက်မပြတ်တင်းနေခဲ့ပေမဲ့အိမ်ထဲကလူအရေးရောင်တော့မတွေ့ရတဲ့အခါစိတ်တွေပူလောင်လို့လာကတန်ပန်းတကားကြီးကိုသေးသွယ်တဲ့လက်လေးတွေနဲ့အားရှိသလောက်ထိုးရိုက်ပြီးတော့အိမ်ထဲမှာခြေတန်းတစုံတရာကိုကြားလိုက်ရတော့တယ်။ဒကမာကြီးပွင့်လာခဲ့တော့မမကိုတန်းတွေးလိုက်ရတယ်။မမပြို့ဘာလို့ခေါ်တာလဲ။ဘာများဖြစ်ကြလို့လဲရင်မမေရောမုံစကားတခွန်းတော့မဟာတကားဖွင့်ပေးပြီးမျက်နှာလွဲလို့အိမ်ထဲကိုပြန်ဝင်သွားခဲ့လေရပြို့လဲအနောက်မှလိုက်ပါလို့လာခဲ့တယ်။အိမ်ထဲကိုခြေချလိုက်မိရနဲ့ပြို့ရင်ထဲကိုနှာကျင်မှုနဲ့အတူတိုးဝိလာခဲ့တဲ့မမေရဲ့စကားတန်ပြို့နေဒီနေ့ညကိုနေအိမ်ကိုပြန်လို့မရတော့ဘူးငါတို့တက်လှုပ်ပေးစရာရှိတယ်အဲ့ဒါဒီနေ့ညယောက်ျားတယောက်နဲ့တညတာနေဖြတ်တန်းကုံဆုံးရမယ်သူစိတ်တိုင်းကြအောင်နေရတေချာပြုတ်စုပေးလိုက်ပေါ့မဟုတ်ဘူးလားရှင်ဘာဖြစ်လို့ပြိုကအဲ့လိုလှုပ်ပေးရမှာလဲမမေငါ့ကိုစကားတွေအရှိဝေးမေးကြမလို့ငါလှုပ်ဆိုလှုပ်လိုက်မမေပြိုအဲ့လိုတော့မလှုပ်နိုင်ဘူးနော်ပြိုတခြားစိတ်တာခိုင်ပါပြိုတာတော့မလှုပ်ပြစေနဲ့ပြိုဦးကိုသစ္စာမဖောက်နိုင်ဘူးဘာနင်းလိုကောင်မရဲ့ပါဇက်ကသစ္စာဟုတ်လားဘလောက်ကြီးစားကောင်းလိုက်လဲဟုတ်ပါမမေရဲ့မမနဲ့မမေတို့ပြို့လှောင်ပြောင်သရော်တန်တွေနဲ့ဝိုင်းဟာတိုက်ကြလို့ငါနင်းစီကသစ္စာတွေမြတ်တာတွေအကြောင်းကိုနားထောင်ဖို့ခေါ်လိုက်တာမဟုတ်ဘူးနင်းကိုခေါ်လိုက်တာခဏနေကြရင်နင်းကိုခေါ်သွားမဲ့သူရောက်လာလိမ့်မယ်ဘာလို့လဲဘာလို့ပြိုးကဒါတွေကိုလှုပ်ရမှာလဲဘယ်ချိန်ထိပြိုးကပေးဆက်နေရမှာလဲဘယ်ချိန်ထိလိုက်လှုပ်ပေးနေရမှာလဲမမေတို့အလိုကြပြိုလဲလူပါဆက်ရုပ်မဟုတ်ဘူးအသက်နှလုံးနဲ့လူပါမမေကဲဟဲ့ဒါတွေကနင့်ရဲ့တာဝန်တွေလေဒီတာဝန်တွေကိုနင်မသိမချင်းလှုပ်သွားရမယ်ဆိုတာမြင်မှတ်ထားနင်ကဲပါအော်နေလို့လေနင့်ကိုလာကဲမဲ့သူမရှိဘူးဆိုတာနင်ကောင်းကောင်းသိမှာပါနင်ပါဆက်ဖျားကမချတဲ့အိုးဆိုတဲ့သူကလေနင့်ကိုလာကဲမဲ့ထင်လို့လားနင်အမလှုပ်ထားတဲ့ကိစ္စကြောင့်သူနင့်ကိုအမုန်းကြီးမုန်းနေရဲ့အမုန်းဆက်ကွင်းနေရနင်ဘလို့မှယုံထလို့မရဘူးမလားအဲ့တော့နင့်ရဲ့အိုးဆိုတဲ့သူကြီးဟာနင်လိုအပ်တဲ့အချိန်ကြာအရေးရောင်အောင်ပေါ်လာမယ်လို့ငါတို့ကတော့မထင်ဘူးမလောက်ပါနဲ့မမေပြိုတောင်းမှတ်ပါတယ်ပြို့လှုပ်ပေးပါနော်အေးငါအဲ့လိုမှမလုပ်ရင်ငါရဲ့တမီးကဒုက္ခရောက်မှာပေါ့အဲ့တော့သူ့အစားနေရပဲဒီကိစ္စကိုတာဝန်ယူရမယ်
နင်ငါပြောတဲ့စကားကိုရှင်းရှင်းလင်းလင်းကြည့်ကိုသဘောပေါက်ပါရဲ့နော်မလောက်ပါနဲ့မမေပြိုတောင်းမှန်ပါတယ်ပြို့အဲ့ဒီမသိရသူနဲ့မထက်ပေးပါနဲ့မလောက်ပါနဲ့မမေပြိုမျက်ရည်ရွှဲခါလို့ခခရီတောင်းမှန်နေချိန်အိမ်ထဲကိုဝင်ရောက်လာခဲ့တဲ့သူမှာပြို့ဘဝကိုအညွန့်ကနေတစားစီခူးချပြမဲ့သူပင်ဒီမှာရှင်ခေါ်သွားလို့ရပြီဘယ်ဆိုလို့လဲခမဂရိတော်တီသားပဲလာခဲ့စမ်းမလောက်ပါနဲ့ပြို့မခေါ်သွားပါနဲ့နော်ပြိုတောင်းမှန်ပါတယ်ပြိုမလိုက်ပြစေနဲ့ပြိုကငိုယိုအော်ဟစ်တောင်းမှန်နေပြီမဲ့အရာမထင်ခဲ့အဲ့ဒီလူကြီးမှာပြို့ရဲ့သေးသွယ်တဲ့လက်ကဝေလေးကိုဖိညစ်လို့ဆွဲခေါ်ဆောင်ခြင်းကိုခံခဲ့ကြတော့တယ်ပြို့မမေတို့ကတော့လက်ကိုပိုက်လို့အပြောင်းလေးနဲ့ရက်ပြီးတော့ကြံနေခဲ့အိမ်ပြိုဘယ်ကိုရောက်နေပြန်ပြီလဲမသိဘူးမနဲ့တဲ့ကမတွေ့မိဘူးဦးမြဝန်းကဟိုကြည့်တီတီနဲ့ပြို့ကိုရှောက်ရှာတော့အရေးရောင်တော့မတွေ့ရတဲ့ကောင်ဒီကောင်မလေးဘယ်ကိုရောက်နေပြန်ပြီလဲမသိဘူးတနေရာမှာတခုခုတော့ဖြစ်နေမှာတော့မဟုတ်တော့ပါဘူးဦးနှက်ခမ်းပြားကပပောက်ဖောက်လို့ကော်ဖီဖြော်ဖို့ကော်ဖီကွက်ကိုထုတ်ယူလို့ခုံပေါ်လှမ်းတင်လိုက်ချိန်ကော်ဖီကွက်မှာခုံပေါ်ကနေပြုတ်ကျလို့တစားစီကြောက်ခွဲသွားတဲ့ကောင်ဦးစိတ်ထဲမှာထင့်သွားခဲ့ကခွက်ကွဲတာမကောင်းဘူးပြိုကလည်းအိမ်မှာမရှိဘူးသူ့မှာကိစ္စတစ်ခုခုရှိနေမှာတော့မဟုတ်တော့ပါဘူးလေငါစိတ်ပူလုံနေရပဲနေမှာပါကော်ဖီကွက်ကွဲသွားတာကြောင့်ဦးရဲ့ရှင်ထဲမှာစိုးရိမ်မှုတွေကလည်းကြေဆိုးလာခဲ့တယ်ဖြူဝေးနူးညံ့နေတဲ့ပန်းမွေရပေါ်ကိုပြင်းပြတဲ့အားနဲ့တွန်းလဲခံလိုက်ရသူမှပြိုမလှုပ်ပါနဲ့ပြိုတောင်းမှန်ပါတယ်ပြိုလှုပ်ပေးပါဘာလဲမင်းကလှုပ်တော့လှုပ်ထားပြီးတော့အခုမှပြေးကျင်နေရလားမရတော့ဘူးနော်မင်းသိမ့်နောက်ကျသွားပြီမလှုပ်ပါနဲ့ရှင်လူမားနေပြီအဲ့ဒါပြိုမဟုတ်ဘူးမင်းရုပ်ကိုငါကောင်းကောင်းမှတ်မိရပေါ့ကျမလှုပ်ပေးပါဘယ်ပြေးမှလဲမပြေးနဲ့ပြိုရှိသမျှအားနဲ့ရုံးကန်လို့နေခဲ့ပေမဲ့ကျန်းတန်းတဲ့နှကန်းတစ်စုံကပြိုရဲ့လဲတိုင်းကိုပြင်းရှားတဲ့စုပ်ချက်နဲ့စုပ်သက်တော့ပြိုးမြံဝန်ကမျက်ရည်ဥတွေကလည်းပေါက်ပေါက်ပပေါက်နဲ့စီးကြလို့အသီးစိတ်တစ်ခုနဲ့အတူရင်ထဲကိုနာကျင်မှုကတိုးဝိတ်လာခဲ့တော့တယ်။ဦးရဲ့ပြိုတောင်းမှတ်ပါတယ်။ဦးပေါ်ပြိုဖောက်ပြန်မိတယ်လို့ဖြစ်နေပြီ။ပြိုသဘောမပါပေမဲ့ပြိုအပြစ်ကျူးလွန်မိရတော့အမှန်ပဲ။ပြိုဘလို့လှုပ်ရမလဲ။ပြိုကိုလှုပ်ပေးပါ။ပြိုကိုလှုပ်ပေး။ပြိုရဆက်ဆက်ခူးချေခံနေရချိန်တကယ်မကြီးကိုခြေထောက်နဲ့စောင့်ကန်လို့ဝင်လာခဲ့သူပွင့်လာတဲ့အခါအဲ့ဒီလူကြီးရဲ့မျက်လုံးတွေကတကယ်မစီရောက်သွားတော့ဒေါသမီးတွေကိုလက်ကင်ထားလို့တင်းကျပ်စွာဆုပ်ထားတဲ့မျက်ဝန်းထဲမှာဒေါသမီးတွေတောက်လောင်လို့ရက်နေတဲ့သူကိုတွေ့တော့ပြိုးပစက်ဖြာရွှတ်လိုက်မိရဲ့အတန်လေးမှာအိုးမင်းကဘာတူလဲဘာလို့ဒီခန်းထဲဝင်လာတာလဲဒီခန်းထဲမှာလက်ကောင်းပတ်သက်တာဘာမှမရှိဘူးလို့ငါထင်တယ်ကောင်းကောင်းပြောနေတော့မင်းထွက်သွားလိုက်တာကောင်းမယ်အဲ့လူရဲ့အင်ဂျီကော်လန်ကိုစောင့်ဆွဲလိုက်ကဒီခန်းထဲကငါးဘာသာငါသွားခြင်းသွားမယ်မသွားခြင်းမသွားရှင်းနေနော်အေးပြီးတော့မင်းအခုလုပ်နေရတွေကိုရက်တန်းကရက်တာကောင်းမယ်မဟုတ်ရင်မင်းရဲ့အသက်ကိုငါအမမခံပေးနိုင်အောင်ငါ့ကိုအမိတ်လာပေးတာမင်းကဘာကောင်းမလို့လဲအေးငါအခုမင်းမတရားကြံနေတဲ့ကောင်မလေးရဲ့ခင်မော်ပဲဦးပြောလို့ပြုတ်အနာကိုခြေလမ်းတွေလှမ်းလိုက်ဖို့ပြင်လိုက်ချိန်အလှမလောနဲ့လေခဏလေးနေပါအောင်ငါသူ့ကိုခေါ်ထားအလက်ကားခေါ်ထားမဟုတ်ဘူးသူငါ့ကိုပေးရမယ့်ရော်ကြေး300ကိုမပေးနိုင်လို့ရော်ကြေးစာငါပြန်ယူတာငါမားတာမရှိဘူးနေစမ်းမအောင် तू ကဘာလို့ရော်ကြေးပေးရမှာလဲမင်းမိမကကလက်ရဲ့လူအများရှိမှာငါကောင်ကိုကိုအောင်လှုပ်ထားတာအဲ့တွေရော်ကြေးပေးရမယ်အေး तू ကမပေးနိုင်ဘူးဆိုတော့သူ့အမေကငါနဲ့ជីជីဖြူနဲ့ကိုထည့်ပေးလိုက်တာဦးထင်တယ်လို့မဟုတ်ပါဘူးနော်ပြုတ်အထင်မလွဲပါနဲ့ဦးမျက်နှာပေါ်မှာအမျက်ဒေါသတွေတရိပ်ရိပ်တက်နေခဲ့ပြီးပြုတ်ရဲ့လက်ကိုတော့တင်းတင်းကြပ်ကြပ်စုပ်ကင်ထားခဲ့တာရုံးမရလျောင်ပင်ရော့ဦးရဲ့အင်ကြီးခုတ်အင်ကြီးအိတ်ကန်ထဲကကတ်တခုကိုထုတ်လို့ပြစ်ချလိုက်တဲ့အခါဒီထဲမှာငွေ3600ရှိရဲ့မင်းအဲ့ဒါကိုယူပြီးတော့အများဆုံးထွက်သွားလိုက်တော့မဟုတ်ရင်ဒီခါငါတနက်ကလူမယိုးဖြစ်သွားမယ်မပူပါနဲ့ငါရဲ့ငွေလေးရပြီဆိုတော့သွားမှာပါအဲ့လူကြီးပြောလို့ထွက်သွားခဲ့ပြီးဦးကပြုတ်လက်ကိုဆွဲပြီးအခန်းထဲကနေထွက်လာခဲ့တော့တယ်ဦးကမောင်းလာခဲ့ပြီးဦးရဲ့မျက်နှာထားမှာတင်းမာနေကအပြုံးရိပ်စွာကရှာလို့မတွေ့တလောက်ပင်စကားတကုံးမှမဟာလို့ကားဟိုသာအရှင်ပြင်းပြင်းနဲ့မောင်းနေခဲ့လို့ပြို့ဦးကိုကြည့်ပြီးကြောက်စိတ်တွေမှာတရရိပ်တက်လို့ကားထဲမှာအေးဆက်တဲ့ကြောချမ်းစရာကောင်းတဲ့ခန်းစားချက်ကရင်ထဲကိုစိုးမိုးလို့အိတ်ခဲ့တော့တယ်။ဘာပြို့သူ့ယောက်ျားလာခေါ်သွားတယ်ဟုတ်လား။ဟုတ်တယ်ကျုပ်တောင်းတာထဲ100တောင်ပို့ပေးသွားတယ်။အခုကျုပ်လိုချင်တာလဲရပြီဆိုတော့ကျုပ်ကျေနပ်ပြီ။ကျန်တာကျုပ်အပိုင်မဟုတ်တော့ဘူး။တစ်ဖက်မှပြောပြီးဖုံးချသွားခဲ့တယ်။မမေဘာဖြစ်လို့လဲ။ပြို့ကိုသူ့ရဲ့ဦးကလာပြီးတော့ကယ်တင်ရှင်ကြီးလှုပ်သွားတယ်တဲ့။ဟမ်ဘလို့ဟုတ်ရောဟုတ်ရဲ့လားမမေရဲ့
အမေလည်းအဲ့ဒါပဲတွေးနေတာဘလို့လဲဘလို့ပဲတွေ့အံ့ဩဖို့ကောင်းတယ်ဟုတ်တယ်ဒီလောက်သေးလောက်အောင်မုန်းရကနေချစ်ဖို့ဆိုတာဘလို့မှဖြစ်နိုင်အောင်ဟုတ်တယ်အခုကသူ့ရဲ့ဦးဟာ3600တောင်ပေးပြီးတော့ပြန်ခေါ်သွားတာကိုကြည့်ရင်ဦးကသူ့ကိုချစ်နေပြီဆိုတဲ့သဘောပဲကြည့်ရတာပြိုးဆွဲကောင်းမဘွားကစူခင်းအိပ်ရဘွားကနေနူးညံ့တဲ့ဖဲမွေရဘွားအိတ်ဆက်ရတဲ့ဘွားကိုရနေပြီလားမသိဘူးနော်မမေမတရားဘူး तू ကဘာလို့အဲ့ဘွားကိုရတာလဲမုန်းကြတော့မရဘူးမုန်းမကျင်တတ်ဘူးစိတ်ချပါသမီးရဲ့အမေကြမ်းပါမယ်ပြိုးပြိုးမင်းဘဝဘယ်တော့မှမအေးစေရအောင်မင်းရဲ့အေးချမ်းပျော်ရွှင်နေတဲ့ဘဝလေးမကြခင်ပြက်စီတော့မှနင်စောင့်ကြည့်နေလိုက်မုံမျက်နှာပေါ်မှာခြောက်ကက်တဲ့အပြုံးတွေထိန်ဟန်လို့ကျိန်းနှက်ခဲ့တယ်ပြိုစုပ်ကင်ထားတဲ့လက်ကိုဆွဲပြီးကရင်ဘော်ကိုဆွဲပစ်ချလိုက်တော့ပြိုကရင်ဘော်ဘုံကနေပြိုလဲခဲ့ရတယ်ပြိုရှင်းပြတာကိုနားထောင်မအောင်ဦးထင်တယ်လို့မဟုတ်ရပါဘူးပြိုပြောတာကိုရှုံပေးပါနော်ဦးအတော်ကြာငြိမ်စိတ်လို့အေးခဲ့ပြီးမှထွဲကြလာတဲ့စကလုံးတွေအဲ့ဒီစကားတွေကြောင့်ပြိုထိတ်လန့်အံ့ဩသွားခဲ့ရတယ်ပြိုမင်းဘာလို့အမြဲတမ်းအဲ့လိုလုံနေကြရလဲမင်းဘဝကိုတစ်သက်လုံးဒီလိုပဲနေသွားတော့မှာလားမင်းကအယူလားငါ့ကိုပြောစမ်းပါမင်းကအယူလားလို့မင်းမာနတွေနာကြီးတက်တဲ့စိတ်တွေမရှိဘူးလားအမှန်သေးကြီးရောမရှိဘူးလားဟင်မင်းဘာလို့ဒီလောက်ပြောညံ့နေရလဲမင်းတို့ဒီလောက်လှုပ်ထားတာတောင်မင်းကသူတို့အတွက်အဲ့လောက်တောင်ပေးဆက်ချင်နေရလားငါ့ကိုပြောစမ်းပါဦးပြောတာတွေပြိုနားမလဲတော့ဘူးငါ့ကိုအမှန်တိုင်းပြောပါအခုကိစ္စကမင်းနဲ့မဆိုင်ဘူးမလားမင်းကြောက်ကြခံရတာမလားဦးပြောလာတာတွေကအမှန်တွေဖြစ်နေပြီမဲ့ပြိုအမှန်တိုင်းပြောဖို့လဲခက်တယ်လို့လိန်ဖို့လဲခက်နေကြတော့တယ်ဒီကိစ္စတွေကပြိုအမားတွေကြီးပါပဲပြိုအမားတခုမှမလုပ်ခဲ့ပေမဲ့ပြိုကိုမမြင်ကျင်လောက်အောင်ယွန်ရှာဆက်ယွန့်လောက်အောင်မုန်းနေရဆိုတော့မမကိုကာကွယ်မိသွားခဲ့ပြန်တော့တယ်ပြိုစကားကိုကြားရတဲ့ဦးကတော့နယံကိုဦးရဲ့လက်နုနူလေးနဲ့အရှိန်ပြင်းစွာနဲ့ထိုးကျိတ်မိရော့တယ်ဟာကွာဦးအဲ့လိုမလုပ်ပါနဲ့ဒီကိစ္စဦးနဲ့မဆိုင်ပါဘူးပြိုတယောက်တည်းလှုပ်ခဲ့မိရဲ့အမားတွေပါပြိုအတွက်နဲ့တော့ဦးဒီလောက်ထိလှုပ်ဖို့မလိုပါဘူးပြိုလှုပ်ခဲ့တဲ့အမားမလို့ဦးပြိုကိုကြိုက်တလားအပြစ်ပေးနိုင်ပါတယ်ဦးဘလို့ပဲလှုပ်လို့ပြိုခံမှမယ်ဦးရဲ့အနာကနေသာပြိုမောင်းမထုတ်ပါနဲ့နော်ပြိုဘလို့အပြစ်မျိုးပေးပြီးပြိုကြည်ကြည်နက်နက်ကြီးခံပါပါပြိုသာဦးအနာကနေမောင်းမထုတ်ပါနဲ့နော်ပြိုအနူးညွတ်တောင်းမှန်ပါတယ်ပြိုစကားတွေအစမပြတ်ပြောနေချိန်မှာပင်ရုတ်တရက်ပြိုဘက်ကိုလှည့်လာပြီးပြိုဦးရဲ့ကျဲလောင်တဲ့အတန်နဲ့အော်လိုက်ခြင်းကြောင့်ပြိုအထိတ်တလန့်ဖြစ်သွားခဲ့ရတယ်။ဘာလို့အမြဲတမ်းဒီလိုကြီးနေကြတာလဲ။ဒီကိစ္စကမင်းအမေနဲ့အမလုပ်တဲ့စနစ်ဆိုတာငါမသိဘူးများထင်နေလား။ရှင်ဦးကဘလို့သိသွားတာလဲ။ငါဘလို့သိလဲကအရေးမကြီးပါဘူး။မင်းကငါပြောတာကမင်းဘာလို့သူတို့အပေါ်အဲ့လောက်ထိလှုပ်ပေးနေရတာလဲ။လှုပ်ပေးကြအကြောင်းရောရှိလို့လား။မင်းအပေါ်သူတို့ကရောဘလောက်ထိကောင်းနေလို့လဲ။ဒါကပြိုပြောဖို့ပြင်ပေမဲ့ပြောစရာစကားပျောက်ရှာရအောင်ဦးရဲ့စကားကပြို့အခဲတွေးစေခဲ့တယ်။ကောင်းတာဆိုတကွက်တောင်မရှိရဲ့မမေနဲ့မမကိုပြို့ဘလို့သွားပြီးရှင်းပြရနိုင်မှာလဲ။မင်းမပြောနိုင်ဘူးမလား။ဒါပေမဲ့သူတို့ကပြို့ကိုကျွေးမွေးစောင့်ရှောက်လာတာလေ။ထမင်းတလုံးရဲ့တန်မိုးကကြီးရဲ့တဲ့။ကိုတက်နိုင်တာနဲ့ကျေးဇူးပြန်ဆက်ရမယ်တဲ့။မိဘဆိုတာဘလောက်ဆိုပြို့ကိုကျွေးမွေးစောင့်ရှောက်ထားတဲ့ကျေးဇူးတွေအများကြီးပဲမင်းကသူတို့အပေါ်အလောက်တောင်ကောင်းပေးနိုင်တာလား။ဒီလောက်တိတ်လှုပ်ထားတာတောင်ဒီလောက်ကိစ္စလေးကပြိုမမဖြစ်ပါဘူးဒီလောက်ကိစ္စဟုတ်လားမင်းအမမင်းကိုငါစီကိုသူ့အနေနဲ့လူလဲပြီးအစားထိုးပေးလိုက်တာငါမိသားစုဘဝကိုမင်းအမဖြတ်စီပြီးတော့ငါစီကိုကြတော့မင်းလှုပ်ထားတဲ့ပုံစံနဲ့ငါစီကိုသူ့နေရာမှာအစားထိုးပြီးလက်ထပ်ပေးခဲ့တာတွေသူလှုပ်သမျှအပြစ်တွေအကုန်မင်းပေါ်ပုံချပြီးငါသူ့ပေါ်မုန်းနေရဲ့အမုန်းတွေကိုသူ့အစားမင်းခံစားရခဲ့ရလေအဲ့ဒါတော့မင်းကသူတို့ပေါ်ကောင်းချင်နေတော့လားဦးစကားတွေကိုပြုတ်ရင်ထဲမှာအံ့ဩတုန်လှုပ်သွားစီကြအမှန်ဦးကဒါတွေဘယ်လိုလုပ်ပြီးတော့သိရလဲဘယ်ချိန်ထဲကသိရလဲမင်းငါးကြောင့်နဲ့ခွဲကန်းဝင်လိုက်ရတယ်အဲ့ဒီနောက်ကျတော့သူတို့မင်းစီရောက်လာတယ်အဲ့မှာတတိမိနေတဲ့မင်းကိုရှေ့မှာထားပြီးသူတို့ကမင်းအမနဲ့မင်းနဲ့ကိုလဲထားတဲ့အကြောင်းလေးငါအမုန်းတွေကိုမင်းတစ်သက်လုံးခံစားနေရမယ့်အကြောင်းလေးသူ့အစားမင်းကဝန်ခံပေးတဲ့အကြောင်းတွေအားလုံးပြောသွားတာကိုအခန်းပြင်ကနေငါနာနဲ့ဆက်ဆက်ကြားခဲ့ရတာရှင်ဟုတ်တယ်မင်းကငါ့ဘဝကိုဖျက်ဆီးခဲ့တဲ့သူမဟုတ်ဘူးမင်းအမကမှငါ့ဘဝကိုဖျက်ဆီးခဲ့တဲ့သူ။ तू ကအပြစ်ကိုခံရမှာကြောက်လို့မင်းကိုအစားထိုးသွင်းပေးခဲ့တာ။ငါဒါတွေအကုန်သိခဲ့ပြီးပြီ။ကိုခုနဘာပြောလိုက်တာလဲ။ပြိုတဲ့ဦးပြောနေချိန်မှာဝင်လာခဲ့တဲ့သူမှဖြူလေးပင်ဖြူ
တို့မိသားစုကိုပြိုခွဲအောင်လုပ်ခဲ့တာပြိုမဟုတ်ဘူးပြိုနဲ့ရုပ်ချင်းတူတယ်ပြိုရဲ့အမွာညီမဖြစ်တဲ့အမလှုပ်ခဲ့တာပြိုကကြားနေတစားကန်ဖြစ်နေတာတကယ်အကုန်လုံးသူ့အမရဲ့လက်ချက်တွေကြီးပဲဖြူလေးမျက်ဝန်းမှာမျက်ရည်တွေစီးကြလို့လာကဖြူလေးမှားပါပြီဖြူလေးတကယ်မသိလို့မမအပေါ်အမားတွေလှုပ်ခဲ့မိပြီရပါတယ်ဖြူလေးရဲ့ပြိုနားလဲပါတယ်ပြိုတို့ကဖြူလေးတို့မိသားစုကိုဖျက်ဆီးခဲ့မိရအဲ့တွေပြိုခံထိုက်ပါတယ်ပြိုပြောရင်းနဲ့ဦးဘက်ကိုလှည့်ပြီးဦးလက်ကိုကြဲကြဲပအောင်စုပ်ကန်လို့ဦးမမတို့ကိုဘာမှမလုပ်ပါနဲ့နော်ဦးမကျေနပ်ဘူးဆိုရင်ပြို့ပဲလုပ်ပါပြိုကြည်ကြည်နက်နက်နဲ့ခံမမယ်မမတို့ဒါဘာမှမလုပ်ပါနဲ့နော်ပြိုအနုညွတ်တောင်းမှန်ပါတယ်ပြိုရဲ့မင်းဘာလို့ဒီလောက်တောင်သူတို့အပေါ်အနုနာခံနေရလဲဦးဆက်ကအောင်ပြိုပြန်ဖြေစရာစက်ကလုံးတွေရှာလို့မတွေ့ခဲ့ပြီးပါးပြင်ပေါ်မျက်ရည်ကျခဲ့ရုံကလွဲလို့ဘာမှမတတ်နိုင်ခဲ့တော့ပြီပြိုရှိကိုဦးမျက်ရည်ကျလာတော့ပြိုကောင်းလေးကိုမလို့ဦးမငိုပါနဲ့ပြိုအတွက်မျက်ရည်မကျပါနဲ့ပြိုရင်တွေနာလွန်းလို့ပါပြိုကပြောတော့ဦးရဲ့တင်းရင်လှတဲ့လက်မောင်းတွေနဲ့ပြို့ကိုဖေးမပွေရင်မျက်ရည်တွေရေစည်းကမ်းပြိုလိုက်လို့ထိမရခဲ့ပြီပြိုနှင်းစီပန်းလေးကိုကြည့်နေရင်ဦးအနောက်ကနေပြိုခါးလေးကိုညှင်သာစွာပွေဖက်လိုက်တဲ့အခါဦးကလည်းဘာလုပ်တာလဲလွတ်ပါသူများမြင်သွားမကောင်းလေဘသူမှမြင်မှာမဟုတ်ဘူးချစ်လို့ဖတ်တာ哦ဦးနော်ဖြူလေးမြင်သွားဘယ်လိုလုပ်မလဲမြင်လဲဘာဖြစ်လဲကို့မိမကိုဖတ်တာပဲဟာပြိုတော့ဒီနှင်းစီလေးကိုမြန်ပွင့်စေခြင်းပြီးသူပွင့်လာရင်အတော်လှနေမှာသူလည်းပြုတ်လို့ပဲနေမှာပေါ့ရင်လေးနဲ့လှတာဦးကတော့ပို့ပြီးမပို့ပါဘူးတကယ်ပြောတာနောက်ပြီးတော့ကိုပြုတ်ပြောကြရှိသေးရဲ့ဘာများလဲဦးရဲ့ဦးပြောမဲ့စကားတွေကိုဦးရဲ့မျက်ဝန်းတွေကိုတစေးစေးဆိုင်ကြည့်လို့စိတ်ဝင်တစားနဲ့နားထောင်နေခဲ့မိရဲ့ပြုတ်အတွက်ကိုအမတ်တရပွဲလေးလှုပ်ပြီးမလို့ဘာအမတ်တရပွဲလဲဦးရဲ့ကိုတို့ရဲ့အချစ်တစ်တပံပြန်လဲမွေးဖွားတဲ့အထိတ်မှတ်နေနေပါတကယ်လားဦးတကယ်ပေါ့ပြိုပွဲမှာအလားဆုံးဖြစ်နေရမယ်ပြိုကကိုယ့်ရဲ့အဓိကမင်းသမီးလေးပွဲအလယ်မှာအလားဆုံးအချော်ဆုံးဖြစ်နေစေရမယ်မင်းကကိုယ့်ရဲ့ဘဝမှာအရေးကြီးဆုံးသူပဲကိုယ့်နှလုံးသားထဲမှာမင်းတယောက်သာရှိရော်တယ်မင်းသာငါဘဝမှာအမျက်နှိုးဆုံးသူပါပြိုပါလေးကိုညှင်သာစွာကင်လို့ပြိုရဲ့နှကန်းဖူးဖူးလေးကိုအနမ်းတွေနဲ့နမ်းရှိုင်းမိရဲ့အခါရင်ခုန်တန်တွေကထပ်တူကြလို့နှကန်းနှစ်စုံဟာတစ်ချက်ချင်းပြင်းရှားရှားချိုးမြဲလုံးနဲ့အနမ်းတွေနဲ့နမ်းရှိုင်းလို့အချိန်တွေကရက်တန့်သွားသလိုပင်ကြည်နူးပျော်ရွှင်ပွဲစရာပင်ဖြစ်နေကြတော့တယ်ပြိုးဆိုတဲ့ကောင်မတွေသူ့ရဲ့ဦးကပွဲခန်းနာပြောင်ကျင်းပပြီးတော့မယ်ဆိုပဲသူ့ဘဝကအခုတော့ရွှေပုံပေါ်နန်းဆန်ရတဲ့ချက်ချင်းရသွားတာဘာလို့လဲဆိုတာအမေတော့နားကိုမလဲတော့ဘူးဘာလို့ချက်ချင်းကြီးပြောင်းလဲသွားရတာလဲမပူပါနဲ့မမေရမုံမအကြံရှိပြီးသားပါသူ့ကိုရွှေပုံပေါ်မှာခဏတာတော့ပေးပြီးတော့ခန်းစားထားလိုက်ပါအောင်မကြခင်သူငရဲတွင်းထဲကိုပြုတ်ကြတော့မှာပါအမေနဲ့မုံတို့ရဲ့မျက်နှာပေါ်ကောက်ကျစ်တဲ့အပြုံးတွေကအထင်သာပေါ်ပေါက်လို့နေတော့တယ်ဘွဲခန်းသားကြီးမှာစီကားတိုင်မြိုက်လို့နေခဲ့ကပြိုကအနီရောင်ပွဲတဲ့ဝေဆောင်လေးမှာမြေပြင်မှာပုံကျလို့ဝဲနေခဲ့ပြီးအနှဲရောင်ချွန်ထက်နေတဲ့တောင်းမြင့်ကိုစေးထားပြီးစံတွေကိုစင်ရင်ထုံးဖွဲ့လို့ကြော်ရှင်းတဲ့မျက်နှာပေါ်မှာမိတ်ကပ်ပြင်ဆင်ချဲတာထားကပြုတ်အုပ်နေပြီးတောက်ပါတဲ့အနီရောင်နှကန်းနီလေးနဲ့ပြိုရဲ့အလှကကြွတက်လို့နေခဲ့တော့တယ်ပြိုဘယ်လိုလဲကိုမင်းတက်လှုပ်ပြီးရဲ့ပွဲကြိုက်ရလားကြိုက်တာပေါ့ဦးရဲ့ပြိုဒီနေ့အရန်ပျော်နေတာပြိုပျော်တယ်ဆိုရင်ပဲကိုကျင်နဲ့ပါပြီမင်းဒီနေ့အရန်ကိုလှနေတာမင်းဟာကိုရဲ့နှစ်သမီးလေးကဘာပေါ်မှာအလှဆုံးနှစ်သမီးလေးပဲဦးကတော့ပို့ပြီနော်ဦးရဲ့စကားတွေမှာပြုတ်နှလုံးသားကိုပြားရည်တွေလောင်းချတယ်လို့ပင်ချုံမြေလုံးလှတယ်ဦးပြိုဟိုဘက်ကဧည့်သည်တွေကိုဧည့်ခံလိုက်အောင်မယ်ကောင်းပါပြီဗျပြိုဦးကိုပြောလို့ဧည့်သည်တွေကိုဧည့်ခံဖို့ထက်လာခဲ့ကဧည့်ခံဝဲကကျယ်ဝန်းလှတာကြောင့်ခြေလန်းအတော်လှမ်းရသေးရဲ့ဦးကတော့ဧည့်သည်တွေနဲ့စကားပြောရင်းနဲ့ကြံခဲ့တော့တယ်ပြိုကတော့ဦးနဲ့ခက်လန်းလန်းမှရှိရဲ့ဧည့်သည်တွေကိုဧည့်ခံဖို့ထွက်လာခဲ့ရလမ်းတစ်ဝိတ်မှာရုတ်တရက်ပြိုရှိပေါ်ပေါက်လာခဲ့တဲ့သူပြိုပါဇက်ကအတန်ထွက်လို့အော်ရောမဲ့ဆက်စဲအဝိစားနဲ့ပိတ်ချလိုက်တာကြောင့်အဲ့ဒီနေရာမှာပြစ်လဲသွားခဲ့ပြီးတတိနဲ့အတီးဟာမတဲကွဲလေတော့ကဘာကြီးနဲ့အဆက်ပြတ်သွားခဲ့ရလေတော့တယ်ဝဲကြနေတဲ့အနီရောင်ကောင်ကိုဝစ်စင်လို့အနှဲရောင်တောက်ဖနန်းနဲ့ကြော်ရှင်းလှပနေပြီးတထက်တဲကြနေအောင်တူတဲ့ပုံစံနဲ့ဦးလက်ကိုတွဲလိုက်သူမှာပြိုးလို့ထင်ရပေမဲ့ပြိုမဟုတ်တဲ့မုံသာဖြစ်လေရဲ့ရုပ်ချင်းခွေးမရအောင်တူနေရကြောင်းဦးကတော့ပြိုးလို့သာထင်ခဲ့တယ်ပြိုးမကြခင်ပြို့ကိုလက်ထက်လက်စိုးဝှစ်ပေးပြီးတော့နန်းခွေနေရတော့မယ်
ကိုကတော့ရင်ခုန်နေပြီပြိုလဲရင်တွေအရန်ခုန်တာပဲဦးရဲ့အရန်ချစ်တာပဲပြိုရဲ့ပြိုကလည်းချစ်ပါတယ်လို့ပြိုစောင့်ကြည့်နေလိုက်နင့်နေရာမှာငါဦးရဲ့အချစ်တွေကိုကောင်းကောင်းကြည့်ရှုပြမယ်ဦးကနင့်ကိုတိတ်ချစ်တာပဲမလားအဲ့ဒီချစ်တွေကနင်းနဲ့မတန်ဘူးငါပဲပိုင်ဆိုင်တဲ့လားမုံဟာအတွေးလေးတွေနဲ့ပျော်မြူးနေခဲ့တယ်မုံရဲ့တွယ်လျရတဲ့လက်မှာလက်စွပ်ဝစ်ပြီးတော့မုံအပျော်တွေနဲ့ပျော်မွေခဲ့တယ်ဦးကတော့မုံကိုအချစ်တွေနဲ့တူပျော်စရာဘဝလေးမှာထားတော့မယ်ဆိုတဲ့အတွေ့အမုံကိုအရန်ရှင်တွေခုန်ပြီးတော့ပျော်စေခဲ့တယ်ဦးရဲ့သွေးရောင်တန်းတဲ့နှကန်းကမုံကိုနန်းတော့မုံရင်တွေတတိတ်တိတ်နဲ့ခုန်ခဲ့ရတယ်ဒီလိုဘဝကမုံနဲ့သာထိုက်တန်တာပါဟိုကောင်မပြိုနဲ့လုံးဝမထိုက်တန်ဘူးငါပို့ပြီးတော့ကောင်းမွန်လုပ်ရမယ်ပြိုကိုဘဝကိုမင်းကိုပုံအပ်ပြစေဒီတဘဝလုံးမင်းကိုပဲချစ်မယ်လို့ကိုအားလုံးရှိမှတိုင်တယ်ပါတယ်မုံအပြုံးလေးနဲ့ခေါင်းနှင်းလိုက်တယ်ဒီလိုနဲ့ပျော်ရွှင်စွာနဲ့ပဲအခမ်းအနားပွဲရပြီးဆုံးသွားတယ်မုံအလားပြင်ဆင်ပြီးအပြင်ထွက်လာတဲ့အခါဒီနေ့ပြိုထူးကြနေပါလားဘာများထူးကြလို့လဲဦးရဲ့အော်ခါတိုင်းဆိုပြိုကရင်ပုံးအင်ဂျင်နဲ့ထမိန်ပွဲဝစ်တာလေဒီတခါခေါင်းအတူလေးဝစ်ထားတာမို့ထူးကြနေရအော်ပြိုလဲပြောင်းလဲခြင်းလို့ပါလူဆိုတာပြောင်းလဲတတာမဟုတ်လားဦးရဲ့ဟုတ်ပါပြီဗျာတော်ပါသေးရဲ့ငါမထမိန်မဝစ်တတ်တာဘလို့ဝစ်ရမှာလဲမတက်နိုင်ဘူးမင်းစင်ကြီးကရမှာပဲမုံးစိတ်တဲ့အတွေးစာလေးတွေကပြန်ဝဲလို့သွားခဲ့တယ်မုံထမင်းစားဖို့ပြင်ပြီးမှဦးနဲ့ဖြိုလှမ်းခေါ်ခဲ့တယ်ဦးရဲ့ဖြိုထမင်းစားဖို့ပြင်ထားပြီးပြီနော်လာခဲ့တော့နော်ဦးနဲ့ဖြိုကထမင်းဝိုင်းကိုဝင်ထိုင်လို့ကြည့်လိုက်တဲ့အခါပစွန်တုံဟင်းကိုတွေ့လိုက်ချိန်ဖြိုဒါပါဟင်းလေပစွန်တုံလေးဦးရဲ့ဦးတဲ့တေချာကိုချက်ထားတာမုံရဲ့စကားကဦးကိုအံ့အားသင့်စေခဲ့အောင်မုံတတိမမှုခဲ့ဖြိုထည့်စားနော်ပစွန်လေးမများထည့်စားနော်ဟုတ်မမပြိုဖြူလေးနဲ့ဦးမှာထမင်းစားရင်ကြောင်အားတွေဖြစ်လို့စိတ်ထဲပဝင်မကြားဖြစ်နေခဲ့တယ်ကိုဒီနေ့မမပြိုကတခုခုထူးဆန်းနေတယ်လို့ပဲနော်နေပုံထိုင်ပုံဝစ်ပုံစားပုံတွေကအစားပြောင်းနေတယ်ဒီနေ့လေဖြူလေးပစွန်နဲ့မတည့်တာသိရနဲ့သူ့ချက်ထားတယ်ခါတိုင်းဆိုပစွန်ဟင်းမြင်ချင်လို့တော့မမြင်ရဘူးဖြူလေးနဲ့မတည့်မှန်းသိလို့မမပြိုကလုံးဝမဝယ်ဘူးကိုတောင်ပစွန်မစားရဘူးလို့ပြောထားတဲ့မမပြိုကဒီနေ့ပစွန်ဟင်းတွေချက်ထားရဲဆိုတော့ဟုတ်တယ်ကိုလည်းစဉ်းစားနေရပြိုပြောင်းလဲနေတယ်လို့ပဲဒါပေမဲ့ဆက်ပြီးတော့စောင့်ကြည့်လိုက်အောင်မယ်လေသူ့ပုံစံဘာတွေထူးခြားလာအောင်လဲဆိုတာအဲ့ဒါတော့ဟုတ်တယ်ကိုမုံနဲ့ဦးပန်းချံတစ်ခုမှလမ်းလျှောက်ကြရင်ဦးဟိုလေပြိုမြေဘဲနဲ့လှုပ်ထားတဲ့မုံစားကျင်တယ်ဘလို့မြေဘဲမုံစားမယ်ဟုတ်လားဟုတ်တယ်လေဦးရဲ့ဘာဖြစ်လို့လဲအော်ဘာဖြစ်ပါဦးစလေဦးဝယ်ပေးမယ်ဟုတ်အဲ့ကြောင့်ဦးကိုချစ်နေရတာဦးကလည်းပြို့အသက်ထဲချစ်ရပါတဲ့ဗျာဦးရဲ့စိတ်ထဲမှာစနုစနာဖြစ်နေခဲ့တယ်မုံအခန်းထဲမှာအဝေးခေါလို့အဝေးထဲဖို့ဗီဒီယိုတကားကိုဖွင့်လိုက်ချိန်ဗီဒီယိုတကားကမုံနှစ်ဖူးလေးကိုလာဆောင်တော့အာနားလိုက်တာအဲ့ဒီချိန်မှာပဲဦးဝင်လာခဲ့ပြီပြို့ဘာဖြစ်တာလဲရရလားပြပါအောင်ရပါတယ်ဦးရဲ့မုံဘာပြောလိုက်တာအော်ဘာမှမဟုတ်ပါဘူးပြိုစကားမှားသွားလို့ပါဘာစကားကိုမှားတာလဲပြိုမုံရဲ့ပုံစံကအထိတ်တလန့်ရှိပုံရပြီးတော့ဘာမှမဟုတ်ပါဘူးဦးရဲ့ဒီတိုင်းပြိုရှောင်ပြီးတော့ထွက်သွားလို့ပါဟုတ်ပါပြီထားလိုက်ပါတော့ဦးဘာယူလာလဲကြည့်ဘာယူလာတာလဲဦးကပြောရင်းနဲ့မုံကိုသူ့ရဲ့လက်အနောက်ကနေတဖြည်းဖြည်းထုတ်ယူလာတဲ့နှင်းစီပန်းလေးပဲနှင်းစီပန်းလေးပါလားလှလိုက်တာဒီနှင်းစီလေးမှလည်းနာမည်ရှိရဲ့လေပြိုရဲ့ဟုတ်လားနာမည်လေးကဘာများလဲဦးပြိုမတီလေပြိုရဲ့နာမည်လေးကလှလိုက်တာပြိုမသိဘူးလားဘာလို့လဲဦးရဲ့ဒီနာမည်လေးကပြိုကိုယ်တိုင်ပဲပေးထားတာလေဟုတ်လားပြိုအုံနောက်လဲမေ့တက်လိုက်တာအခုတလောပြိုပြောထားပြီးရင်မေ့သွားလို့ပါတမျိုးမထင်ပါနဲ့နော်ဦးကမုံရဲ့နှကန်းလေးကိုဦးရဲ့လက်ညှိုးလေးနဲ့ကန့်လန့်ပြက်လေးဖိကမုံရဲ့လက်နှစ်ဖက်ကိုတင်းကျပ်စွာဆုပ်ကန်လိုက်တယ်ဦးကလည်းနော်ဘာလို့လဲပြိုနာတယ်တွားလူဆိုးဦးရဲ့တင်နိုင်လောက်တဲ့အပြုံးလေးနဲ့မုံရဲ့ရှင်ဘက်လေးကိုကင်ပြီးပကုံးပေါ်ကအင်းကြီးစားလေးကိုလက်မအောင်လေးကိုလျှော့ချလိုက်ပြီးဂရင်မော်ကိုပြက်လေချလိုက်တော့မုံရှင်တွေခုံလို့မျက်လုံးလေးကိုမှိတ်ထားလိုက်မိရဲ့မုံရဲ့ပန်းရောင်တန်နေတဲ့နှကန်းလေးနားကိုတဖြည်းဖြည်းတိုးလာကမထီယုံတမဲလေးနဲ့နန်းတော့မဲ့အချိန်မှာမိတ်နေတဲ့ဦးရဲ့မျက်ဝန်းလေးပွင့်လာရင်မဲပြုံးလေးပြုံးလိုက်ကမုံရဲ့နားနာကိုဦးရဲ့နှကန်းလေးတိုးလာပြီးတော့ထဲမအောင်ဘာလို့လဲဆိုတော့မင်းကပြိုမဟုတ်လို့ပဲဦးရဲ့စကားတခွန်းကိုကြားလိုက်ချိန်ဟာ
မုံရဲ့မျက်ဝန်းကိုပြိုးကျဲသွားစေခဲ့ပြီးထိတ်လန့်တုန်လှုပ်သွားတဲ့ပုံရှိနေတယ်။ဘာတွေပြောနေရလဲ။ဦးရဲ့ပြိုကပြိုပဲလေ။ဇကားထစ်ထစ်ဖြစ်နေတဲ့မုံကိုဦးရဲ့6ကက်ကက်ရှိတဲ့နဲ့မဲပြုံးတစ်ချက်ခက်တံနဲ့မျက်ဝန်းအကြည့်တစုံနဲ့စူးစကြည့်လိုက်တော့မုံချက်သေးထားလောက်အောင်တုန်လှုပ်နေခဲ့တယ်။မင်းရပြိုဟုတ်လား။မင်းတခြားသူသာလိန်လို့ရရင်ရမယ်။ငါ့ကိုတော့လိန်လို့မရဘူး။ဘာလို့လဲဆိုတော့ပြုတ်မှရှိရဲ့ရင်ဘက်ကမှဲ့လျာမင်းရဲ့ရင်ဘက်မှာမရှိလို့ပဲ။ဦးပြောလိုက်ချင်းကိုယ်တောင်တတိမထားမိလိုက်ချိန်မှာမုံရဲ့လက်တစ်ဖက်နဲ့အင်ကြီးလက်ကိုပြန်ဆွဲတင်လိုက်မိရဲ့မျက်ဝန်းထဲမှာပြောစရာမရှိလောက်အောင်ပြာတွေခတ်နေခဲ့တယ်။ဦးရဲ့မျက်လုံးကိုမျက်နှာချင်းမဆိုင်ရဲလောက်အောင်တုန်လှုပ်သွားကတခဏအကြာမှာတော့လက်နှစ်ဖက်ကိုပိုက်လိုက်ပြီးခက်ချောက်ချောက်ရေးတန်းကိုဟပ်ပပက်ရှိကကျမအရှင့်ကိုအရင်ချစ်လာတဲ့သူပါ။ပြိုဟုတ်လား။ तू ကကျမချစ်တဲ့ရှင်ကိုလိုချင်လို့အတက်လက်ထက်လိုက်တာ။ရှင်ရဲ့စီးစိမ်တွေကိုမက်မောလို့ရှင်ကိုကျမစီကမရမကလူယူသွားတာပဲ။တကယ်ဆိုရှင်ရဲ့အချစ်စစ်ကရမဲ့သူကကျမပါ။ तू ဘလို့ရွယ်ချက်နဲ့ပဲဝင်လာ။ငါသူ့ကိုချစ်တယ်။မင်းကတော့မတူဘူး။မင်းကဘရောမှ तू ဖြစ်လာမှာမဟုတ်ဘူး။မင်းကိုလည်းဘရောမှချစ်လာမှာမဟုတ်ဘူး။မင်းငါရဲ့အချစ်ကိုဘရောမှမမျှော်လင့်နဲ့။အခု तू ပမာလဲ။မင်းကအခုချက်ချင်းပြောနော်။ तू မရှိတော့ဘူး။ तू ထွက်သွားပြီ။ဘာ။ထွက်သွားပြီဟုတ်လား။မင်းကလာလေမနေနဲ့နော်။မင်းလို့ကောင်းပါငါဘာလို့ယုံရမှာလဲ။ရှင်ယုံတာမယုံတာအခုချိန်မှာအရေးမပါတော့ဘူးလေ။ဘာလို့လဲဆိုတော့ तू ကကျမစီပတ်စံတွေယူပြီးထွက်သွားပြီ။အဲ့ဒါရှင်ကိုတကယ်မချစ်ဘူးဆိုတာသက်သေပြနေရမှာဟုတ်လား။ तू ကရှင်တဲ့ပတ်စံကိုပုံမဲ့တဲ့သူပဲ။အဲ့ဒါတော့ရှင်လက်ခံရမယ်။မဖြစ်နိုင်ဘူး။ပြိုအဲ့လိုလုပ်မှာမဟုတ်ဘူး။ပြိုကအဲ့လိုလူစားမျိုးလည်းမဟုတ်ဘူး။မင်းလိန်နေတာ။မင်းသူ့ဘာလုပ်လိုက်တာလဲ။ကျမဘာမှမလုပ်ရပါဘူး။ तू ကသူ့လမ်းကိုသူရွေးချယ်သွားတာပဲ။ကျမသာရှင့်နာမှာတသက်လုံးနေမဲ့သူပါ။အဲ့လိုမျိုးကျမကိုကြရှင်ကဘာလို့မမြင်ရတာလဲ။မဖြစ်နိုင်ပါဘူးပြိုရဲ့။မင်းရက်ဆက်လိုက်တာ။ကို့ကိုဘာလို့ဒီလိုမျိုးလှုပ်သွားရတာလဲ။ကိုမင်းကိုဒီလောက်ချစ်တာ။ကို့အသေးတစစီဖြစ်သွားမင်းဘာလို့လှုပ်ရက်တာလဲ။ကို့အသေးတွေတစစီထိုးချယ်လိုက်တယ်လို့နာကျင်စုပ်ပြတ်တက်နေရပြီပြိုရဲ့။အခုရှင့်နာမှာသူ့အစားဖြစ်ရှိနေပြီလေ။ဘာလို့သူ့လိုမကောင်းတဲ့မိန်းမကိုတောင့်တနေမှာလဲ။မုံတို့အတူတစ်သက်လုံးပျော်ပျော်ရွှင်ရွှင်နေသွားကြရအောင်လေနော်။ဦးရဲ့အကြီးကဦးရဲ့ပခုံးကိုကန်ပြီးခါလေးညွန့်လို့စိုက်ကြည့်နေတဲ့မုံကိုဆူးဆူးရှာရှာအကြီးတစ်ချက်နဲ့ကြည့်လိုက်ကမုံရဲ့လက်ကိုဆောင်ဆွဲကအိမ်တကယ်မကြီးရဲ့အပြင်ကိုဆွဲတွန်းထုတ်လိုက်တယ်။ဒါကြောင့်မုံမြေပြင်ပေါ်ကိုလက်လေးနှစ်ဖက်နောက်ပြန်ထောက်လျက်အဲကျသွားခဲ့ရတယ်။မင်းနောက်ထပ်ငါမျက်စိရှိမှာဘရောမှထပ်ပေါ်မလာနဲ့။မင်းကဘရောမှသူဖြစ်လာမှာမဟုတ်ဘူး။ငါအိမ်ရိတ်ကိုတောင်ခြေတလဲမချမိစင်နဲ့ခုချက်ချင်းထွက်သွား။ဦးမုံကိုမောင်းထုတ်လိုက်ပြီးတော့တကယ်မကြီးကိုပိတ်ချလိုက်တော့တယ်။ငါမရတဲ့ဟောင်နင်လည်းမပိုင်ဆိုင်စေရဘူး။တီကြောင့်နေရဲ့ဘန်ကွက်ထဲကိုအရက်တွေကိုငှဲချပြီးတော့သွေးရောင်စမ်းနေရဲ့နှကန်းတွေနဲ့ထေရှာလိုတောက်နေရဲ့ဦးဖန်ခွက်ကိုကြက်ကြက်ပအောင်စုပ်ကင်လို့မျက်ရည်တွေဝဲနေရဲ့မျက်ဝန်းနဲ့ဖန်ခွက်ကိုခတ်မိုက်မိုက်စိုက်ကြည့်နေရဲ့ပြို့ရဲ့မင်းလှုပ်ရက်တယ်ကွာမင်းငေါ့အလောက်ထိမုန်းနေရလားကွာအသက်နှလုံးမရှိရဲ့မိန်းမငါအချစ်ကိုငွေနဲ့လဲသွားတဲ့မိန်းမမင်းလိုရက်ဆက်တဲ့မိန်းမမျိုးဒီကဘာမှာရှိမှာမဟုတ်တော့ဘူးမင်းကငွေကိုငါထက်ပိုပြီးချစ်တာပဲမင်းကအဲ့လိုမိန်းမစားမျိုးဆိုတာအစတည်းကငါတိတဲ့နေမင်းကိုယုံပြီးချစ်ပေးခဲ့မိတာငါအမှားပဲအခုငါအသက်နှလုံးတွေရစရာမရှိအောင်စုပ်ပြတ်သွားပြီဇပွဲကုန်းမှာရှိရဲ့အရက်ပလင်းတွေခွက်တွေအကုန်အောက်ကိုကြာခွဲအစိမ့်စိမ့်မမွာပြန့်ကျဲသွားပြီးအရှိဘက်ကိုပြန်နာမှုလို့ဦးရဲ့မျက်နှာချင်းဆိုင်တက်တဲ့မှာရှိရဲ့မှန်ဟာဦးရဲ့လက်သေးတစ်ချက်နဲ့ကွဲရှာလို့သွေးတွေဟာလည်းမှန်ခွဲနဲ့အတူစီးမျောလိုက်ပါသွားခဲ့တယ်မင်းကိုမုန်းနေမင်းကငါအယမ်းမုန်းနေငါနှလုံးသားတစစီဖြစ်အောင်နှင်းချသွားတဲ့မင်းကိုဘယ်တော့မှခွင့်မလွတ်ဘူးအမရာပြိုပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့စာရေးသူထောင်းရေးသားထားတဲ့ဦးရဲ့အတုံးတော်ကန်ဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာနေပြီးပါပြီဇာတ်လမ်းကောင်းများစွာကိုနားဆင်ကြနေဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရရှင်အားလုံးကိုကျေးဇူးတင်ပါတယ်